ခေါ်ယူပြီနော်လောက်ဟုတ်လားခိုင်ဟဲ့ရောဒီဖွဲ့လေးမလာသေးပါလားပြကောဟဲ့ဒီနေ့ကျွန်တော်3ရက်2ရက်ခွဲနော်2ရက်တစ်ပိုင်းတင်နဲ့ကျွန်တော် world view အဲ့လို world view အမြင်ရှိလာပြီဆိုရင်ဒါတမချန်းစာဝင်ကလေးတရားအဖြစ်ကျွန်တော်တို့အမြင်လောကအမြင်ပြောမယ်ဆိုရင်မျက်မှန်တစ်စုံပေါ့အဲ့လိုမျက်မှန်တစ်စုံကျွန်တော်တို့ပေးလာပြီဆိုရင်အဲ့ဒီမျက်မှန်ကအဲ့ဒီပေးလိုက်တဲ့အမြင်ကကျွန်တော်တို့ရဲ့မိုးလင်းမိုးချုပ်သူတစ်ဖြစ်နင်းလာနေရနေပြီးတော့မှတနင်းငွေထိဟိုဘယ်လောက်ထိကျွန်တော်အကျိုးသက်ရောက်နိုင်အဲ့ဒါကိုကျွန်တော်အဓိကလေ့လာဖြစ်တယ်ထဲက iPad နဲ့ထုတ်ပြပါလို့ဟဲ့အဲ့တော့အလုပ်အရေးကြီးခြင်းပေါ့နော်အလုပ်ကဘယ်လောက်အရေးကြီးပြီးခဲ့တဲ့နှစ်ကတော့ကျွန်တော်2နာရီပဲထင်တယ်ပြီးခဲ့တဲ့နှစ်ကလည်း1နာရီခွဲလား2နာရီအဲ့ဒါကျွန်တော်သင်ခဲ့တယ်ဒီနေ့ကတော့ဒီ2025မှာသင်ခဲ့တယ်အခု2026မှာတော့ကျွန်တော်အဲ့ဒါနဲ့ပတ်သက်တဲ့နည်းနည်းလေး review ပေါ့နော်ပြန်လုပ်မယ်တချို့တွေကအသစ်တွေဖြစ်တယ်တချို့တွေကဒီနှစ်မှာအသစ်လာတဲ့အခါကျတော့တချို့တွေနည်းနည်းလေးတော့ပြန်သွားဖို့တော့လိုမယ်ထင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါကိုပြန်သွားပါတော့အလုပ်ဒါတွေမြင်လိုက်ရင်တော့ community ပေါ့နော်ဒီမှာနိုင်ငံရေးဩဘာဆိုတာအခုအချိန်မှာရှိသေးလားဒါမြေဩစာဟိုမှာနိုင်ငံရေးပါတီဟိုမှာပီဇာအစားတောက်ပြီးတော့မှဒီဘက်မှာစီပင်ဒါချက်စီပင်သားရပြီးတော့ရန်ကုန် American ဒါတော့ library society တွေပြီးတော့ MPT telecommunication မြန်မာ time ဒါ journalism စာနယ်ဇင်းလောကအကုန်လုံးပေါ့နော်ပြီးတော့ဒီမှာစီပင်ဆိုရင်တော့ဒါတရှင်းနဲ့ပတ်သက်တဲ့ဟာအလုပ်ပေါင်းစုံရှိတယ်အဲ့ဒီအလုပ်တွေကဘာဖြစ်လို့ပြည်ယုံကြည်ခြင်းကျွန်တော်ယုံကြည်ယေရှုခရစ်တော်ကျွန်တော်ယုံကြည်တဲ့ဧဝံဂေလိတရားအဲ့ဒါကိုယုံကြည်ခြင်းဟာကျွန်တော်တို့နေ့စဉ်လုပ်တဲ့အလုပ်တွေပေါ်မှာဘယ်လိုအကျိုးသက်ရောက်မှုပေးသလဲဘာလို့အိမ်ရှင်မပဲဖြစ်ဖြစ်သားသမီးတွေပြုစုစောင့်ရှောက်ပြီးတော့အိမ်ကိုအကောင်းဆုံးထိမ့်သိမ်းစောင့်ရှောက်တဲ့အိမ်ရှင်မလုပ်ပဲဖြစ်ဖြစ်လာခမရအိမ်ရှင်မလုပ်ကပြီးတော့မှအလုပ်ချမ်းသမားတာမန်အလုပ်သမားပေါ့နော် general worker လို့ခေါ်တယ်ဒီလူတွေလည်းကျွန်တော်တို့စောက်လုပ်ရေးတွေမှာစိုက်ပျိုးရေးမွေးမြူရေးတွေမှာအလုပ်တဲ့တွေပဲဖြစ်ဖြစ်ပြီးတော့ company မှာတကယ် top တွေအရာရှိကြီးတွေတကယ် executive director တွေပဲဖြစ်ဖြစ်ပြီးတော့မှနိုင်ငံရေးသမားတွေပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်နော်ဘယ်လုပ်ငန်းမဆိုဒါပေမဲ့ကျင်းတွေပေါ့ပေါင်ခိုတို့မူပစ္စည်းဝိုင်းအောင်တာတွေ prostitution တွေတော့မပါဘူးပေါ့ဒါပြောစရာနော်အဲ့ဒါတွေတော့မထင်ဘူးအဲ့တော့ပြစ်ကြောက်ပိုဆိုးလာတဲ့ဟာတွေပဲဒါလူအတိုင်းဝိုင်းအကောင်းကျိုးဖက်ဖြည့်ဆည်းမှုပေးတဲ့ဟာတွေဖြစ်တယ်လောင်းကစားတွေကစီနိုခရီးယန်တယောက်ကကစီနိုစိတ်ယုံကြီးတွေဟောတော်လေးကစီနိုယုံကြီးတွေထောင်တင်သလားအဲ့ဒါလူတွေကိုပို့ပြီးတော့မှတက်စေတဲ့ဟာတွေလူတွေကိုပို့ပြီးတော့မှရှင်ပြိုင်စေတဲ့ဟာတွေအောင်ပေါ့တော့အလောက်ကန်လို့ကျွန်တော်ပြောလိုက်ရင်အင်္ဂလိပ်စကားမှာတော့ blue collar white collar blue collar ဆိုတာကဒါစိတ်ယုံလူသမားတွေ white collar ကျတော့ရုံးတကယ် smart ဖြစ်တဲ့လူတွေရုံးဝင်တဲ့နေပညာတတ်အတိုင်းဝိုင်းတချို့ကတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ခများရှိတယ်လက်ခနည်းနည်းရတယ်လို့ရှိတယ်နောက်တစ်ခုကတော့ Asian မှာကျွန်တော်လက်ခမရတယ်အလုပ်တိုင်းကျွန်တော်တို့ကိုယ့်ရဲ့နေ့စဉ်အလုပ်ကိုကျွန်တော်တို့ပြောင်းသွားပြီဆိုရင်ဘယ်လောက်ထိဥပမာကျောင်းသားပဲဖြစ်ဖြစ်နော်ကျောင်းသားပဲဖြစ်ဖြစ်တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ် high school ပဲဖြစ်ဖြစ် intermediate school ကျောင်းသားပဲဖြစ်ဖြစ်ဒီအလုပ်တွေအကုန်လုံးဟာဘယ်လိုကျွန်တော်ရေးချတယ်လဲအဲ့ဒါတွေကိုဘုရားစိတ်ဝင်စားတာအဲ့ဒါနဲ့ပတ်သက်လို့ကြည့်အောင်တရားနော်ကိုတာကျွန်တော်မနေ့တနေ့ကလည်းပြောတယ်ကိုတာဆိုတာတော့နည်းနည်းရတော့မဟုတ်ဘူးနော်သူကဲအယိုးအထူးကုဆရာဝန်ကြီးဖြစ်တယ်သူအညာသားမုံရွေးနယ်သားတွေအခုထိလည်းစာရေးသေးပါတယ်အဲ့တော့ဒါသူ့ရဲ့ဖြန့်ထွက်တွေးခြင်းလို့ခေါ်တဲ့စာအုပ်လေးထဲမှာသူက
လူတွေဘာကြောင့်အလုပ်လုပ်တလဲဆိုတာစိတ်ကုန်ကြံစထားတဲ့ theory ရှိတယ်တဲ့နော်ဘာဖြစ်လို့လူတွေအလုပ်လုပ်ရပိုက်ဆံကြောက်ကြီးတော့မဟုတ်ဘူး Abraham Maslow ဆိုတာဒါတကယ် sociologist တယောက်ဖြစ်တယ်သူကလူတို့ကဟောင်းပြီပါပြီသူတို့တွေဆုံးသွားတာလည်းကြာပြီဒါပေမဲ့သူ့ရဲ့ theory လေးကိုတော့တော်တော်သုံးကြသေးတယ်သူ့မှာတော့လူတွေရဲ့လိုအပ်ချက်ရှိတယ်အဲ့ဒီလိုအပ်ချက်တွေကကျွန်တော်စာဝတ်နေရေးအတွက်ပြီးတော့ကျွန်တော်ဘဝလုံခြုံရေးအတွက်ကျွန်တော်လူမှုရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေနောက်ဆုံးတကတော့ဘာလဲဆိုတော့ကိုဟာတာမန်တယောက်မဟုတ်ဘူးဆိုတဲ့အတိမတ်ပြုခံကျင်တဲ့ຢာဂိုင်းတော့ကတော့အကြီးဆုံးအဲ့ဒါထက်ကိုယ့်ရဲ့အိမ်မက်အကောင့်ထဲပေါ်ကျင်တဲ့လိုအပ်ချက်အင်္ဂလိပ်လိုတော့ self actualization အဲ့ဒါကိုသူဘာသာပြန်တာကတော့ကိုပြန်တာကတော့ကိုအိမ်မက်ကိုအကောင့်ထဲပေါ်ကျင်တဲ့လိုအပ်ချက်ကြောင့်လူတွေအလုပ်လုပ်တယ်ဒါတကယ် sociologist ပြောတဲ့စကားလုံးဘာဖြစ်လို့လုပ်လဲစာဝင်ရေးအတွက်လုံခြုံရေးအတွက်လူမှုရေးအတွက်ပြီးတော့လူတွေအသိမှတ်ပြုခံခြင်းလို့ပြီးတော့နောက်ဆုံးကိုအိမ်မက်တွေအကောင့်ထဲပေါ်ဖို့ဒီအတွက်လူတွေလုပ်ကြကျန်တာရောဘာပြောလဲခရစ်တော်ယုံကြည်တဲ့သူတွေကရောကျွန်တော်ဘာအတွက်လုပ်တဲ့ဒီထဲအတိုင်းပဲလားစာဝင်ရေးအတွက်လားလုံခြုံရေးအတွက်လားလူမှုရေးအတွက်လားကိုယ့်ရဲ့ self esteem မြင့်မားဖို့အတွက်လားနောက်ဆုံးကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့အတွက်လားကျွန်တော်တို့ကျမ်းမာချမ်းသာဒေသနာကတော့နောက်ဆုံးနဲ့တော့ကြိုက်မှထင်တယ်ကိုအိမ်မက်တွေအကောင့်ထဲပေါ်ဖို့ဖះဆိုတာလေသူအိမ်မက်အကောင့်ထဲပေါ်ပြီးမဲ့အသုံးပြုမဲ့သူတယောက်လိုပဲသူတို့မြင်အဲဒီလိုလူတွေကကိုအိမ်မက်တွေအကောင့်ထဲပေါ်ဖို့ဖះကိုအသုံးပြုဖះကသုံးတော်ခံဖြစ်သွားတယ်သူကအသုံးတော်ခံထက်သူကဖះနေရာယူပြီးတော့မှဖះအသုံးတော်ခံဖြစ်သွားတယ်ဒါ prosperity တွေအားလုံးအများစုအဲ့လိုသွားတယ်မင်းအိမ်မက်တွေဖះအကောင့်ထဲပေါ်ပေးနိုင်တယ်ဖះကမင်းအတွက်ရည်ရွယ်ချက်ရှိတာကိုမပြောတော့ခက်ပါတယ်နော်အဲ့တော့တော့ဒီလိုဒါကြောင့်လူတွေလှုပ်ကြတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့လှုပ်လဲဒီထက်က၄ချက်နဲ့ဆိုဘယ်တော့ခိုက်မဟုတ်ကိုအနေနဲ့ကိုနေ့စဉ်လုပ်နေတဲ့ဟာအမှုတော်ဆောင်ထက်ပါမန်တခြားဝန်ထမ်းတွေတခြားလှုပ်တဲ့သူတွေပြောချင်ဘာအတွက်လှုပ်လဲဒီထက်က၄ခုနဲ့တူလားစာဝန်တွေအတွက်လားဘဝလုံခြုံရေးအတွက်လားလူမှုရေးအတွက်လားကိုယ့်ရဲ့အသိမှတ်ပြုခံခြင်းတဲ့အတွက်လားကိုယ့်ရဲ့အိမ်မက်အကောင့်ထဲအကုန်လုံးပါတယ်ဟုတ်ပြီခရိယန်တယောက်အတွက်ကောဒါလောက်ဖယ်လားခရိယန်ယုံကြည်ခြင်းကဘာကြောင့်အလုတ်လုတ်တဲ့တယ်လို့ဒီထဲမှာမပါတဲ့အချက်ရှိမလားအဲ့ဒါကျွန်တော်စဉ်းစားရှိပါဘူးနောက်ဆိုဒီထွက်လာပြီးတော့မှသင်ပြီးတော့โอเคအဲ့တော့ဇိမ်ရှိအသက်ရှင်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာလည်းဒါတွေတွေ့ရတယ်ခုနကနဲ့ခက်ဆင်ဆင်ပါပဲဘာဖြစ်လို့အလုပ်လုပ်တာကိုဘဝမှာတက်တောင့်တက်တာနဲ့ဇိမ်ရှိနဲ့အသက်ရှင်နိုင်ဖို့အတွက်အလုပ်ကြိုးစားတယ်စုဆောင်းကြတယ်ကိုစုဆောင်းထားတဲ့ငွေလုံလောက်ပြီးကို့အတွက်ဆိုရင်တော့အဲ့ဒီလိုဇိမ်ရှိနဲ့နေကြလို့တချို့ကတော့ခုနပြောတဲ့ self actualization ကိုအိမ်မက်အကောင့်ဖြစ်ပေါ်ဖို့တချို့ကတော့ပစံရကိုလုပ်တာဂုံတိတ်ခါအတွက်လုပ်တယ်စာဝတ်နေရေးအတွက်လုပ်တချို့ကတော့ဂုံတိတ်ခါဒါပေမဲ့ခရစ်ယာန်တယောက်ဖြစ်တယ်ဥဝင်လေယေရှုခရစ်တော်ယုံကြည်တဲ့သူတယောက်ကဒီအချက်တွေတောင်းနေပို့ထားတယ်ဆိုရင်တော့ကျင်းနေတယ်ကျွန်တော်အလုပ်ကိုနားမလဲသေးဘူးလုံးဝနားမလဲသေးဘူးဒါပေမဲ့အဲ့ဒီတော့မယ်ဆိုတော့တရားမှာ105ယောက်လောက်ကတော့နားမလဲသေးတဲ့သူကများနေနော်အားလုံးဒီထက်မှာဒီလိုပဲလုပ်ကြတယ်ဟုတ်တယ်မလား okay ဒါတွေကအရေးမကြီးဘူးတော့မဟုတ်ဘူးနော်ဒါပေမဲ့အတိတ်က reason အတိတ်ကလုပ်ရတဲ့အကြောင်းရင်းကဒါတော့ဖြစ်နေတယ်ဆိုရင်တော့ခရိယန်ရဲ့ယုံကြည်ခြင်းနဲ့အလုပ်ဘယ်လိုဆက်ဆက်မှုရှိတယ်လဲဆိုတာကျွန်တော်နားမလည်သေးတာအဲ့တော့ပထမဆုံးမေးခွန်းပေါ့အဲ့ဒါအလုပ်လုပ်ချင်ဘယ်တော့ရေးကြီးလဲဆိုတော့ဒီဇာတ်လေးကိုနော်ဒါစုပေါင်းတရက်မှာ24နာရီနော်တရက်မှာ24နာရီထဲမှာကြည့်ဒီမှာဟာဒီကောင် TV ဆိုတော့တော်ဒုက္ခရောက်တယ်ချောင်းလေးရှိရင်လည်းတော်ကောင်းတော့ချောင်းလေးမရှိတော့မအများဆုံးပေါ့အစိမ့်ကွက်ကိုကြည့်အဲ့ဒါအလုပ်လုပ်ချင်ရအများဆုံးပဲတရားရဲ့အစိမ့်ကွက်အောက်ဆုံးကတနေ့ကို8နာရီ8.6နာရီကဒါအလုပ်လုပ်တဲ့အချိန်
နောက်တစ်ခုကအားလက်တဲ့အချိန်ဒါတော့ဒုတိယအကြီးဆုံးကအဲ့ချိန်အများဆုံးပဲအလောက်လောက်ချိန်ပြီးအဲ့ချိန်ကအများဆုံးအဲ့ချိန်က9.6 နာရီ sorry 9.6 နာရီပြီးတော့အားလက်တဲ့အချိန်အားကစားတွေပါတယ်လောက်တဲ့အချိန်ကတရက်24နာရီမှာ 2.6 1.6 နာရီလောက်တယ်ရာခိုင်နှုန်းကိုပြောတာနော်အဲ့ဒါပြီးမှကျွန်တော်တို့အိမ်မှုကိစ္စလုပ်တဲ့အချိန်ကတနာရီကျော်လောက်စားချင်တောက်ချင်ကကျော်လောက်သူတို့ဘာကိုဂယူးဆိုင်တဲ့အချိန်ကတနာရီကျော်လောက်တခြားဝက်စာကိစ္စတွေက1.8 နာရီလောက်လို့ဒါလူတယောက်ရဲ့လှုပ်ချိန်ကိုသူတို့ research သူပြောတာဘာမှမမှားဘူးလေဟုတ်ပါတယ်ကျွန်တော်တို့အလုပ်လုပ်လို့ဆိုဥမာအခုပါမန်အလုပ်သမားတွေဆိုရင်ကျွန်တော်တို့ဘတ်စကားစီးတယ်ဟိုးပြည်သားတို့လှိုင်သာယာတို့ဖက်ကလုပ်သမားတွေဆိုရင်ဘတ်စကားစီးလာပြီသူတို့6နာရီ9နာရီလောက်ဆိုဘတ်စကားပေါ်ရောက်ပြီသူတို့ပြန်တဲ့ချိန်ကညနေ6 9နာရီ6နာရီလောက်မှပြန်ကြတယ်သူတို့အတွက်အလုပ်လုပ်ချိန်ကဒီထက်အောင်များတယ်7နာရီမက10နာရီကျော်တယ်သူတို့လုပ်တာရေရှုခက်တော့လက်ထက်တော့ဂျူးလူမျိုးတွေဆိုရင်လည်း10နာရီ7နာရီလောက်လုပ်ကြပါမန်လုပ်သမားတွေကအလုပ်တွေကတိတ်များလို့လေနေ့ရက်24နာရီရဲ့တဝက်လောက်ကလုပ်ကြအဲ့တော့ဆူတောင်းတာတွေကျန်းစာဖတ်တာခရီးရန်တယောက်အနေနဲ့ဆိုရင်ဘယ်ထဲမှာလောက်ရှိ7 minutes ရှိမှာ12 minutes ပြီးတော့ခရီးရန်တယောက်တော့ကကျန်းစာဖတ်ချိန်ဆူတောင်းချိန်က7နာရီထားပြီးတော့မှအလုပ်လုပ်ချိန်က3နာရီလောက်ပဲလုပ်တင်တယ်လို့မြင်အဲ့ဒါခရီးရန်ယုံကြည်ခြင်းနဲ့ကြိုက်လာခရစ်တော်တော်တင်ချက်ကျန်းစာတအုပ်လုံးတော်တင်ချက်နဲ့ချမ်းကျွန်တော်ဝိညာဉ်ရေးရရက်ဆန်တဲ့သူတွေကအဲ့လိုမြင်တယ်ဒါပေမဲ့ဖះကတော့သူ့အတိုင်းဝိုင်းအကောင်းဆုံးအရှိန်ဟုန်နဲ့တိုးတက်ပြီးတော့မှစီပင်သားရဝါပြောလာဖို့ကတော့အလုပ်ကတော့အရေးကြီးတယ် Greek လူမျိုးတွေရဲ့အတွေးခေါ်ဆရာကြီးဆိုခရစ် Aristotle ကတော့လူကတော့အဆုံးဆုံးအကောင်းဆုံးအလုံးလုံးဆရာမလို့အေးဆေးဆေးစိန်နဲ့နေနိုင်ဖို့ကဒါလူဘဝရဲ့အဆုံးစွန်ရည်ရွယ်ချက်Aristotle ဆိုတာကျွန်တော်တို့ရှေးခေတ် Greek အတွေးခေါ်ပညာရှင်တွေသူရဲ့တပည့် Aristotle ဒီ၃ယောက်ကအနောက်တိုင်းယဉ်ကျေးမှုအနောက်တိုင်းပညာရေးကိုသူတို့ရဲ့အတွေးခေါ်တွေပေါ်မှာတော်တော်တိဆောက်ထားတယ်သူတို့ရဲ့၃ယောက်ကတကယ်ခေတ်ဆက်တကယ်ဆရာကြီးတွေပဲတနာရှင်ကြီးတယ်အဲ့ Aristotle ကိုယ်တိုင်ကစာတော့အဲ့လိုပြောတယ်လူတယောက်ကအလုပ်လုပ်ဆရာမလို့တော့ကိုယ့်ကိုယ်စိန်နဲ့နေနိုင်ဖို့ဘဝကဒါအဲ့လိုပဲဖြစ်တယ်ခရီးရန်တက်ကအဲ့ဒါဘယ်လိုဝေထားအလုပ်ဆိုတာပိန်ငယ်တဲ့အရာနှိမ့်ကြတဲ့အရာဖြစ်တယ်အလုပ်ဆိုတာပိန်ငယ်စရာအရာဖြစ်တယ်အလုပ်လုပ်ဆရာမလို့မှသူ့ဘဝကဂုံဒရမြင့်မားတယ်လို့ကျွန်တော်မြင်ကြတယ်ဒါဟာကျွန်တော်တို့ခေတ်ဆက်တွေးခေါ်ရှိလာတဲ့မြင်တွေပဲအဲ့တော့ကျွန်တော်တို့ဒါပေမဲ့လူရဲ့အတိုင်းဝိုင်းအကောင်းဆုံးတိဆောက်ဖို့ရာတော့ကတော့အလုပ်ပေါ်မှာပဲအခြေပြုထားတယ်လူတွေမှာရှိတဲ့အရေးချင်းတွေပေါ်မှာအခြေပြုထားတယ်ပြီးတော့အခုဒီမှာဒီဇာတ်လေးကိုကြည့်လိုက်ရင်လည်းဒီပုံလေးကိုကြည့်လိုက်ရင်လည်းလူတယောက်ရဲ့ကျွန်တော်တို့အသုံးပြုဆုံးတရက်24နာရီမှာအသုံးပြုဆုံးအချိန်ကတော့ဒါအလုပ်လုပ်ချိန်ဖြစ်တယ်အဲ့တော့ကျွန်တော်စဉ်းစားရမှာ Dorothy Sayers ဆိုတာသူကဗြိတိရှအမျိုးသမီးဖြစ်တယ် Oxford တက္ကသိုလ်မှာပထမဦးဆုံးအစောဆုံးဘွဲ့ရခဲ့တဲ့အမျိုးသမီးဖြစ်တယ်။ဒါဆိုအင်္ဂလန်ဆိုတာလည်းအရင်တော့ယောက်ျားမိန်းမခွဲခြားမှုတွေရှိတယ်။အမျိုးသမီးတွေဆိုတာကပညာသင်နေနဲ့မိဖို့ကြောင့်ထဲမှာပဲနေအဲ့လိုအယူတွေလည်းရှိခဲ့တယ်ဟိုခေတ်တုန်းကဆို။ဒါပေမဲ့သူကတော့အဲ့ဒါတွေအဲ့ဒီခေတ်ကဟာတွေကိုစန့်ကျင်ပြီးတော့မှ Oxford မှာသူပထမဦးဆုံးဘွဲ့ရခဲ့တဲ့ဖြစ်တယ်အမျိုးသမီးဖြစ်တယ်။ပြီးတော့သူကစုံထောက်ဝတ္ထုတွေသူရေးတယ်။ခရိယာဖြစ်တယ်။သူပြောတဲ့ဟာလေးကြည့်အောင်။ကိုဘဝမှာလူတယောက်ရဲ့ဘဝမှာ90%ဒီပါအသုံးပြုတဲ့အလုတ်ကဏ္ဍအလုတ်လုပ်တယ်အဲ့ဒီအလုတ်နဲ့ပတ်သက်မှုမရှိတဲ့ဘာသာတရားဟာပြင်းစရာပဲညှင်းငွေ့စရာကျွန်တော်တို့ဘာသာတရားကျွန်တော်ယုံကြည်တဲ့ကိုယ့်ရဲ့ယုံကြည်ချက်တွေကအလုတ်အကောင်းဆုံးတစ္ဆာရှိအားကြိုးမှန်တဲ့စိတ်ပါကိုရောက်လှုပ်ဆောင်နိုင်ဖို့ရတွင်တင်ပေးချက်မရှိဘူးဆိုရင်အဲ့ဒီဘာသာကပြင်းစရာကြီးအဲ့တော့ပဲလက်ခံလားသူပြောတာ
သူပြောတယ်ဆိုတော့ဟုတ်မှာပေါ့လားဒါမှမဟုတ်ကိုပိုင်နေလက်ခံလက်ခံနိုင်ကျွန်တော်မြန်မာနိုင်ငံမှာအဆိုရိုးကတော့ငယ်တဲ့အရွယ်မှာပညာရှာအရွယ်ရောက်လာရင်ကျင်ညာရှာအဲ့ဒါပြီးတော့ sorry ဥစ္စာရှာအဲ့ဒါပြီးကျင်ညာရှာဟုတ်တယ်နော်ပညာရှာကျင်ညာရှာဥစ္စာရှာအဲ့ဒါပြီးမှတရားဒါပေမဲ့အဲ့တရားရှာမဲ့အရွယ်မရောက်ခင်မှာမာလကီရသွားရင်ပြီးရောတယ်စင်မပြေဘူးဒါလည်းကျွန်တော်ဘာသာတရားဆိုအတကြီးမှလုပ်ရမယ်ဟာတော့မဟုတ်ကျွန်တော်ယုံကြည်ကိုးကွယ်တဲ့အရာတွေကကျွန်တော်ရဲ့နေ့စဉ်ကျောင်းသားဆိုရင်လည်းကျောင်းသားအလုပ်သမားဆိုရင်လည်းအလုပ်သမားဝန်ထမ်းဆိုရင်လည်းဝန်ထမ်းရဲ့ကိုယ့်ရဲ့အလုပ်ပေါ်မှာဘယ်လိုတွင်တင်မှုရှိတယ်လဲအဲ့ဒါမရှိဘူးဆိုရင်ကျွန်တော်ဘာသာတရားအဲ့ဒါကြောင့်ခရစ်ယာန်တွေလည်းကျွန်တော်မြန်မာနိုင်ငံခရစ်ယာန်တွေလည်းအလုပ်လို့ပြောလိုက်ကျွန်တော်လည်းခရစ်ယာန်မိသားစုမှာကြီးဖြစ်နေငယ်လေးက Sunday School အသင်းတော်နဲ့ကြီးလာတဲ့တရားဟောချက်တွေအများကြီးနားထောင်ခဲ့မှုတဲ့အလုပ်နဲ့ပတ်သက်တဲ့တရားဟောချက်ဆိုတာကမကြားဘူးတော့ကျွန်တော်မမိတော့ကမကြားဘူးလို့ပြောအော်နည်းနည်းပါးရှိရင်တော့အော်ခရစ်ယာန်ဆိုတာကိုယ့်အလုပ်မှာသစ္စာရှိရမယ်ဒီလောက်အဲ့ထက်မပို့အဲ့တော့ကျွန်တော်တို့ဒါပေမဲ့အခုချိန်မှာတော့ဒီအလုပ်ခိုင်းနေတာကျွန်တော်တို့လူရဲ့အတိုင်းဝိုင်းကျွန်တော်တိုင်းပြည်အတွက်ဘယ်လောက်အရေးကြီးလဲဒါကိုတော့ကျွန်တော်ကြည့်ရအောင်အဲ့တော့ဒါမနစ်ကသင်ခန်းစာကိုပြန်ပြီးတော့မှကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီလေးချက်ဒါပထမဦးဆုံးမှာသင်ခဲ့တဲ့ဆရာတီမိုသေဆရာခင်အောင်ဆရာဆန်းအောင်အကုန်လုံးတော်တော်နီးပါးတော့ဆရာကျုပ်အကုန်လုံးကတော့ဒီကောင်ကိုရှင်းပြခဲ့ပြုတ်နည်းနည်းတော့ကိုးကားကြတယ်နော်ပြောကြတယ်ကျွန်တော်ကျန်းစာရဲ့ story line ကဒီလိုပဲသွားတာ။ကဘာဦးချမ်းဖန်ဆင်းခြင်းခန်းကြီး3မှာတော့ကြာဆုံးသွားတယ်။အဲ့ရနေမှဖခင်ကသူ့ကယ်တင်ရဲ့အစီအစဉ်တွေဆွဲပြီးနောက်ဆုံးဓမ္မတိရောက်လာတော့ယေရှုခရစ်တော်ပြန်လဲရွေးနှုတ်ခဲ့တယ်။အဲ့ဒါပြီးတော့မှယေရှုခရစ်တော်အသေးခံတဲ့ရှင်ပြန်ထမြောက်တယ်။အသင်းတော်ပေါ်လာတယ်။အဲ့ဒါပြီးတော့မှထိုခရစ်တော်ကြွလာမယ်။ပြန်လဲတရားစီရင်မယ်။အဲ့ဒါပြီးတော့မှနောက်ဆုံးအသက်ပြန်လဲဖန်ဆင်းခြင်းဆိုတာကျွန်တော်ရှိအဲ့ထဲမှာအလောက်ကတိတ်ရေးရှိတယ်ဒီ story line မှာအလောက်ကိုင်းဆိုနော်အဲ့ဒီ story line နဲ့အဲ့ဒီဇက်အိမ်လမ်းကြောင်းကိုပဲကြည့်လိုက်ရင်တော်တော်လေးအလောက်ကိုင်းရဲ့အရေးပါမှုကိုတွေ့ရဘာကိုလဲဆိုတော့အလောက်ဆိုတာဟာဖန်ဆင်းလူသားအပြစ်ကြဆုံးပြီးသွားမှအလောက်ဆိုတာပေါ်လာတာမဟုတ်အလောက်ဆိုတာမကြဆုံးခင်ကလေးကဘုရားကအာဒံဧဝကိုမိန့်မှာခဲ့တဲ့အရာရှိတယ်အေဒင်ဥယျာဉ်ကိုထိမ့်သိမ်းဆောက်ရှောက်ခိုင်းတဲ့အချင်းတို့များပြောစွာမွေးဖွားပါမြေကြီးကိုပြည့်ပြီးတော့မှနိုင်စေပါဆိုတာလူဦးရေတွေလူတွေအများကြီးမွေးဖို့တခုတည်းမဟုတ်လူအတိုင်းဝိုင်းအကောင်းဆုံးတည်ဆောက်ဖို့ဖြစ်တယ်အဲ့တော့သဘောကတော့အလုတ်ဆိုတာမူလဘူဒကတွင်ကောင်းတဲ့အရာတစ်ခုဖြစ်တယ်ကောင်းမြတ်တဲ့အရာဖြစ်တယ်ဒီတုံးတင်ချက်ကကျွန်တော်တို့စဉ်းစားရင်တော့စဉ်းစားစရာအများစဉ်းစားတာထက်ထဲထဲဝင်စဉ်းစားရင်ကျွန်တော်စဉ်းစားစရာတွေသင်ခန်းစာယူစရာတွေအများကြီးရှိတယ်အလုပ်ဖို့ကျွန်တော်တို့မွေးလာတာဒါပဲဖခင်ကကျွန်တော်တို့ဖန်ဆင်းတဲ့အခါမှာစားလိုက်ဥယျာဉ်မှာစောကစားနေဖို့ထက်ဖခင်ကအလုပ်လုပ်ဖို့ဖန်ဆင်းပေးခဲ့တယ်ဟုတ်တယ်မလားကျွန်တော်တို့အသက်ရှင်ဖို့အလုပ်လုပ်တာမဟုတ်အလုပ်လုပ်ဖို့အသက်ရှင်ဟုတ်တယ်နော်အဲ့ဒါလည်းဘယ်သူဖြစ်လဲဆိုပြောရဲဒေါ်ရသီဆေးယာငါတို့လူရှင်နေတာအသက်ရှင်ဘုရားဘုအလုပ်လုပ်ရအောင်မဟုတ်ဘူးလောကကြီးမှာရှင်သန်နေတာအလုပ်လုပ်ဖို့အတွက်ဖြစ်တယ်အဲ့ဒါတော့အလုပ်ဟာလူသားပြစ်မဝင်ခင်မကြဆုံးခင်ကတည်းကရှိနေတဲ့အရာဖြစ်တယ်အမင်္ဂလာမဟုတ်အလုပ်ဆိုကျွန်တော်ခါကြတော့ချုပ်ခရီးရနေခကြီးတော့ဖတ်ပြီးတော့နှစ်ဖူးကချွေမကြောက်ကြပြင်မဆင်းရဲဆိုတာလုပ်ရမယ်ရဲ့တန်ရဲတဲ့အလုပ်လုပ်ဒါကြောင့်အလုပ်ဆိုတာကဖះချိန်လိုက်တာလုံးဝအလုပ်ကအမင်္ဂလာချိန်ချင်းတစ်ခုဖြစ်တယ်လို့ယူဆတယ်ဆိုရင်တော့ခန်းကြီး1နဲ့2ကိုသိချပြန်ဖတ်ရမယ်ကဘာဦးချမ်းရဲ့ကဘာဦးချမ်း1နဲ့2ကိုသိချဖတ်ကျွန်တော်သိနိုင်တာကတော့အလုပ်ဆိုတာကဘာပြစ်မှရှိတယ်ဖះကပေးခဲ့ပြီးတော့ကျွန်တော်တို့ဖះကိုယ်တိုင်ကစားအလုပ်လုပ်တဲ့ဖះဖြစ်တယ်ဒါပေမဲ့ကြာဆုံးသွားတဲ့နောက်ပိုင်းတော့ဒါဖန်ဆင်းခြင်းမူလကလေးကအလုပ်ကကောင်းမြတ်တယ်လူသားကြာဆုံးသွားတဲ့အခါမှာတော့စူးပင်အမျိုးမျိုးပေါက်သွားတယ်ဆိုတော့တွေ့ရတယ်အတိတ်ပဲကတော့စူးပင်ဆိုတာတကယ်မြေကြီးကျွန်တော်တွေ့နေရတဲ့စူးပင်အမျိုးမျိုးဆိုတာထက်သူ့ရဲ့နောက်ကိုရအတိတ်ပဲကတော့ကျွန်တော်အလုပ်ဟာ
ပင်ပန်းဆင်းရဲမှုတွေစူးစမ်းသလောက်အရာမရောက်တာအချိန်ပေးသလောက်တက်ကိုမတက်နိုင်တဲ့ဟာတနေ့ကို10 နာရီလောက်ဂီတာသင်တယ်တက်နိုင်အလုပ်အရာစူးစမ်းတယ်တကယ်ညမအိတ်နေ့လည်းမနာစူးစမ်းတယ်ဒါပေမဲ့အရာမရောက်မှုတွေပြောမယ်ဆိုလူကကန့်တက်လာအဖြစ်ဒါတွေအားလုံးကအဖြစ်ဝင်လာတဲ့နောက်ပိုင်းမှာဖြစ်လာတဲ့ဟာအဖြစ်မဝင်ခင်တော့အလုပ်ဆိုတာသိပြောစရာကောင်းတယ်ကစားကြည့်လို့ပဲလို့ပြောရမှာကလေးတွေကစားရင်တို့ဘာမှထမင်းမေ့ဟင်းမေ့ပဲအဲ့တော့အပြစ်မဝင်ရင်တော့အလုပ်ဆိုတာပြောစရာတခုဒါကကဘာဦးကျန်းနှစ်ထဲမှာရှိတယ်ကျွန်တော်ရှောက်ပြောတာမဟုတ်ကဘာဦးကျန်းနှစ်ထဲမှာဘုရားသခင်အာဒံအေဝါကိုခေါ်ပြီးတော့မှတရိษံရှိမှာခေါ်စဉ်းစားကြည့်လေတရိษံကြီးကြည့်ဟိုဒီအကောင်ကြီးကိုကြည့်ပြီးတော့မှကြားဒီအကောင်ကိုကြည့်ပြီးတော့မှပြောစိတ်ဒီအကောင်ကိုကြည့်ပြီးတော့မှဆင်အလုံးနာမည်မထအောင်သူအကုန်ပေးတယ်ဒါသူအလုပ်အဲ့တော့တခုကနားနေတာကအလုပ်ဆိုတာပြောစရာကောင်းရင်လည်းမကအာဒံရဲ့လုံနိုင်စွမ်း potential လုံနိုင်တဲ့စွမ်းရတော်တော်ကြီးမားတယ်။ဒါဆိုအပြစ်မရှိသေးဘူး။မကောင်းမှုမရှိသေးဘူး။အကုသိုလ်မရှိသေးဘူး။အားလုံးအပြစ်ကောင်းနေတဲ့အချိန်ဖြစ်တယ်။ဒါပေမဲ့အပြစ်ဝင်လာတဲ့အခါမှာစူးပင်မျိုးမျိုးလို့ပြောတဲ့အခါမှာခုနပြောသလိုအားဆိုင်တဲ့လောက်မအောင်မြင်တာတွေရှိလာတယ်။ဒါတွေအားလုံးကပြောမယ်ဆိုရင်အပြစ်ကြောင့်ဖြစ်လာတဲ့ဟာကြောင့်ဒါကြောင့်မနေ့ကလည်းသင်တယ်အပြစ်ကချင်းနှင်းဝင်ရောက်မှုအပြစ်ရဲ့အကျိုးတရားမရှိတဲ့နေရာဆိုတာဘာမှမရှိတော့အဲ့ထဲမှာအဆိုးဆုံးကတော့အလုတ်ပဲအလုတ်ပေါ်မှာအပြစ်ရဲ့ဝင်လာမှုကကြောက်စရာကောင်းလာအပြစ်အလုတ်ထဲမှာပဲပင်မဆင်းရဲမှုလားမကဘာတွေတွေ့ရအနိုင်ကျင့်ပူချမှုတွေတွေ့ရတယ်ထပ်အောက်ဆက်ဆံရေးတွေတွေ့ရတယ်အလုတ်မှာပဲအုပ်ချုပ်ရေးပါခေါင်းဆောင်ကအကုန်လုံးပောက်ပြရရှောက်လို့ငယ်သားတွေကခါးစည်းခံဒါမျိုးတွေတွေ့ရတယ်ခေါင်းဆောင်မှာပဲအလုတ်မှာပဲအချင်းပြတ်ချစားမှုတွေလက်ပေးလက်ယူမှုတွေများလာတယ်လုပ်ငန်းခွင်မှာပဲကြီးနိုင်ငယ်ညင်းတွေများလာတယ်အများကြီးပဲအများကြီးပဲအလုတ်မှာပဲအနိုင်ကျင့်ခံရတာတွေများလာတယ်အဲ့ဒီအလုတ်မှာပဲလူတန်းစားခွဲခြားမှုတွေများလာတယ်အဲ့တော့အလုတ်အဲ့ဒါအမင်္ဂလာအဲ့ဒါဖြစ်လာတဲ့စုပင်အမျိုးမျိုးဆိုတာဒါကိုပြောတာစူးစမ်းသလောက်အရာမဝင်တာတခုတည်းမဟုတ်လုပ်ငန်းခွင်အကုန်လုံးကမဟုတ်တဲ့ဟာတွေဖြစ်လာအဲ့တော့ကိုယ်အလုပ်မှာရောကိုတွေ့ရတဲ့ပြဿနာတွေကဘာတွေများလဲမတရားမှုလားအထက်အောက်ဖော်လန်ဖားတဲ့စနစ်လားကျွန်တော်မြန်မာနိုင်ငံဖော်လန်ဖားတဲ့စနစ်ကလည်းဟိုးအနော်ထားလက်ထက်ကလေးတဲလာတာလို့ပြောရလို့ရအဲ့ဒါတော့ဒေါက်တာတန်းထွန်းပြောတာပါဒေါက်တာတန်းထွန်းကတော့မြန်မာနိုင်ငံမှာဘယင်ကိုလေ့လာလိုက်ရင်ဘယင်ရဲ့အထက်မှာဘာမှမရှိဘူးဒါပေမဲ့ဘယင်ရဲ့စကားကဥပဒေပဲဒါပေမဲ့ကျမ်းစာထဲမှာဖတ်ဖူးမှာပါဒံယေလအနာဂတ်ချမ်းထဲမှာမေဒိပေရတိဆိုတဲ့သူတို့ရဲ့ law ရှိအဲ့ဒီ law နဲ့ထုတ်ပြီဆိုရင်သူခဲ့တဲ့ဘယင်ထုတ်ခဲ့တဲ့အမိန့်ကိုဘယင်လည်းရုပ်လို့မရတော့အတိတ်ကဘယင်အထက်မှာ law ရှိကျွန်တော်နိုင်ငံမှာတော့မရှိဘယင်ပြောသမျှ law ပဲအဲ့တော့ဒေါက်တာတန်းထွန်းအဆုံးသတ်တာကဒါကြောင့်မြန်မာနိုင်ငံမှာစစ်ကုတ်ဖက်လို့ခေါ်တဲ့ဟော်လန်ဖားတွေများလာအဲ့ဒီရင်အဲ့ဒီမှုပေါ့ကျွန်တော်မြန်မာနိုင်ငံမှာပို့တိုးတယ်စုပင်ကပို့တွေ့တယ်အများကြီးပဲလုံလုံးဝင်တိုင်းမှာအဲ့ဒီရင်မှုဖြစ်နေတယ်ဘယ်လိုလုပ်တော့ထဲမှာလည်းအဲ့လိုဒီတခါကျတော့ပို့အောင်စိုးလို့ပဲဒါတော့ဆန်တာပဲကြပြတဘုတ်လောက်ရောက်ပါလားအဲ့တော့ကျွန်တော်တို့အလုပ်ခွင်တိုင်းကကျွန်တော်မြန်မာနိုင်ငံမှာတွေ့ရတဲ့ဟာတွေကလုပ်ငန်းခွင်မှာတွေ့ရတဲ့ဟာတွေကပိုစူးပင်အမျိုးမျိုးကိုပိုတွေ့ရအဲ့ pollen parsonage ခုထိမြန်မာယဉ်ကျေးမှုကဒါပဲကျွန်တော်အသိတော်တွေထဲမှာခရိယန်မှုဟိုသာသနာတွေထဲမှာလည်းဒါအများကြီးတွေ့ရတယ်ခေါင်းဆောင်နဲ့ပေါင်းပြီးတော့မှကဖားရဖားလို့ပြီးပြီအရေးချင်းရှိမရှိအရေးမကြီးမင်းငါ့ကိုဘလောက်ပေါင်းနိုင်လဲဒါပဲမျက်နှာရမျက်နှာလူမျက်နှာရလုံနိုင်အဲ့ဒါဆိုရင်နေရာရနေတာအဲ့ဒါဆက်ပြောရင်တော့ပြောစရာကြီးကပြီးမှာမဟုတ်တော့အဲ့အကြောင်းပြောရင်တော့တနေ့ကုန်တိုင်းတနေ့ကုန်တော့မှပြောလို့မပြီးအတင်းတော့စီးပွားရေးလူမှုရေးဘာသာရေးနိုင်ငံရေးအုပ်ချုပ်ရေးအကုန်လုံးပြောနေရာတိုင်းပဲဟုတ်ပါအတင်းတော့မတွေ့ရတာအဲ့တော့ဆေးပညာတော့အကုန်လုံးမှာပဲဆေးအောင်
စေခံနေမှာလည်းဒါကြီးပဲဒါအကုန်လုံးကပြောမယ်ဆိုကျန်းစာပြောတယ်စုပြင်အလုပ်အပြစ်ကတို့မရောက်တဲ့နေရှိရောဒါမှအကုန်လုံးပြတ်နေသွားတယ်ကျွန်တော်တို့ရတယ်အဲ့တော့ဒီလိုပြောမယ်ဆိုစိန်ခေါ်မှုတော့ကြီးတယ်အာဟုတ်ပါကောင်းတယ်ဘယ်လိုဒီလာတဲ့ကျွန်တော်ဘယ်လိုပြုမကြိုးစားချင်တော့အားတိတ်ထုတ်မငါတော်ငါကြီးအထက်လူကြီးကငါ့ကိုဘယ်တော့မှတည်းမကြိုးစားချင်တော့အဲ့ဒီလိုကာလမျိုးမှာဂျေဇုခရစ်ယာန်တယောက်နေနဲ့ဘာလူတွေဘာပဲပြောဆက်ကြိုးစားနေဖို့ဘယ်ကနေအားရဘယ်ယုံကြည်ခြင်းကျွန်တော်အခြေပြုပြီးသွားမှာစိတ်ကမှလည်းဒီတိုင်းပဲ ministry အဲ့တော့လုပ်ငန်းခွင်မှာစုပင်မျိုးဆိုတာလုပ်ငန်းခွင်လို့ပြောရင်ပြောသလိုနော်စီးပွားရေးလောကအုပ်ချုပ်ရေးလောကပညာရေးလောကလူမှုရေးလောကဘယ်မဟုတ်ဘူးဘာသာရေးအကုန်လုံးပဲခန္ဓာအကုန်လုံးရှိသွားပြီအဲ့တော့စုပင်တွေကတော့နေရာတိုင်းမှာကျွန်တော်တွေ့ရဖြစ်တယ်မြန်မာနိုင်ငံမှာတွေ့ရတဲ့စုပင်ကတော့ခုနပြောတဲ့ corruption လို့ခေါ်တဲ့အချက်ပြတ်ချစားမှုတွေလက်ပေးလက်ယူမှုတွေမတရားမှုတွေဖားအောက်ဖိပုံစံမျိုးတွေအထဖားအောက်ဖိဆိုတော့ကြောက်တယ်လူကြီးတွေဖားမယ်ခုနအောက်ဆိုရင်တော့ပြီးတော့မှမကြမတာခိုင်းမယ်ဆဲမယ်မောင်းမယ်ဒါပဲအဲ့ဒီချင်းဖို့ကျွန်တော်ဘယ်လိုပြင်ကျွန်တော် max ဆောင်းမှာတော့မတွေ့ရအဲ့တော့ဒါတွေအားလုံးကစုပင်ဆိုတာနေရာတိုင်းလုပ်ငန်းခွင်တိုင်းမှာဘာသာရေးပဲဖြစ်ဖြစ်လောကီပဲဖြစ်ဖြစ်လောကုတ္တရာနေပယ်မှာပဲဖြစ်ဖြစ်ကဏ္ဍတိုင်းမှာဒါတွေ့နေရတဲ့စုပင်တွေအများကြီးရှိအဲ့တော့ခုနပြောသလိုအဲ့လိုချားထဲမှာကျွန်တော်တို့ဇွဲမလျှော့ပဲနဲ့ဘယ်လိုစူးစမ်းနိုင်ဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်တို့ဘာသာရေးလောကခရစ်ယာန်လောကကိုပြောမယ်ဆိုရင်မြန်မာနိုင်ငံမှာအထူးသဖြင့် evangelical ဘက်အခန်းနေဆိုရင်တော့တပိပုဂ္ဂလတွေအများများတယ်ပြောမယ်ဆိုကိုမင်းကိုချင်းအများများတယ်သူတလူငါတမင်းအများများတယ်ပြောမယ်ဆိုနိုင်ငံရေးစကားတမိုင်းထဲမှာပုံနေနိုင်ငံရေးပေါ့ကျွန်တော်ငယ်ငယ်တုန်းကအဲ့စကားတွေအရင်အလွတ်ချက်ခဲ့ရတာဟိုအင်္ဂလိပ်လက်ထက်မှာဘယ်သူတလူငါတမင်းအဲ့ဒါအများများတယ်ငါနေမှာငါပဲဘယင်ဘယ်သူနဲ့မှမပေါအောင်ကိုယ့်ရဲ့နေပယ်လေးမှာတကယ်ဟိုနွားချေရာကျွဲချေရာမှာပဲပျော်နေတာလောကကြီးဘယ်လောက်ချေလဲဆိုတာမသိအဲ့ဒီမှာပဲပျော်အဲ့မို့ကျွန်တော်ရမ်းများတယ်ကျွန်တော်ဘာသာရေးမှာလည်းဒါမှမဟုတ်များတယ်ဒါကြောင့်တကူကြီးမင်းသားတွေအဲ့ဒီကဒီတိုင်းမှာကျွန်တော်ပြောချင်တာကတော့ဒီအခြေအနေကိုသိနေဖို့အဲ့လိုအခြေအနေထဲမှာမဆုတ်မနစ်ဖဲတဲ့စိတ်တကြတဲ့အချိန်ရှိမှာတော့ကျင်းနေတယ်ဒါပေမဲ့လက်မလျှော့တော့ရှုံးမပေးပဲနဲ့ဘယ်လိုအားတင်းပြီးကျွန်တော်သွားနိုင်လွယ်တော့လွယ်ဒါပြောတာကတော့လွယ်တယ်ဒါပေမဲ့တက်တွေ့မှာတော့လွယ်တဲ့ຢာတော့မဟုတ်အောင်သားတယောက်အရန်စူးစမ်းတယ်စူးစမ်းတော့မှတ်မရတော့တဲ့အခါကျတော့လက်လျှော့အဲ့တော့စုပင်တွေကတော့ကျွန်တော်လုပ်ငန်းခွင်အကုန်လုံးနယ်ပယ်အသီးသီးမှာရှိတာကျွန်တော်တွေ့ရနော်အလုပ်ကအကောင်းဆုံးဖျားဖန်ဆင်းခဲ့တယ်မူလကတော့ကောင်းပြတ်တယ်ဒါပေမဲ့အဖြစ်ကအကုန်လုံးဖြစ်စေတယ်ပြီးတော့မှဒီဝင်ကလေးတရားဟိုဘ ਹੁ ပြုတ်တဲ့အလုပ်လုပ်ကြိုက်မှုနော်အလုပ်ချင်းဆိုတော့ဘယ်လိုမျိုးလဲဒါယေရှုခရစ်တော်ကိုပဲကျွန်တော်ကြည့်ရတော့မှာခရစ်တော်ကလောကတိုင်းမှာပင်ပန်းစင်းရမှုအဆိုးဆုံးနဲ့ကျွန်တော်တို့ချင်းဖခင်ရဲ့သားသမီးအယက်အရာကိုပြန်ရဖို့ရာအတွက်အရန်ကိုသူကြိုးပမ်းအားထုတ်ခဲ့ရမလွယ်ဘူးခရစ်တော်ဒါကြောင့်ဂေဒရှမန်ဥယျာဉ်မှာသူမခံနိုင်တော့တဲ့အဆုံးဒါဖေလောက်အောင်စိတ်ညှိုးငယ်တဲ့ပုံစံရောက်သွားတယ်ဒါတွေကသူရုန်းကန်နေရတာသူအလုတ်ပုံစံရုန်းကန်ရဒီဝင်ကြီးတရားဒီအပြစ်ကိုအကုန်လုံးပေးသက်ဖို့ခံယူဖို့ရာအတွက်စာတန်ပေါင်ဝိုက်အထက်ကနေရွေးယူဖို့ရာအတွက်သူရုန်းကန်ခဲ့တဲ့အရာဒါပေမဲ့သူရုန်းကန်ခဲ့တာဘာအတွက်ကျွန်တော်တို့အတွက်ဖြစ်တယ်ပြီးတော့ကျွန်တော်တို့အတွက်တာမကဘဲနဲ့ဖះနဲ့လူနဲ့ပြန်လဲတစ်ဒီကားတိုင်းထိပြီးရှင်ပြန်ထမြောက်ခြင်းအဖြစ်ပါလေဒီပစ္စ
ကိုယွင်းသွားတဲ့စာတန်ထဲရောက်သွားတဲ့ဒီကဘာကြီးကိုပြန်လဲကဲတင်နိုင်ဟာကသူ့ရဲ့ပြီးသူလောက်တာအဲ့မှာလေးကကျွန်တော်အလုတ်လုတ်ပုံကိုအကျိုးသက်ရောက်မှုပေးနိုင်လဲဆိုတော့စဉ်းစားရအောင်ကျွန်တော်မပြောခင်ပေါ့နော်ကျွန်တော်ဘာမှမပြောခင်စဉ်းစားကြည့်အောင်ကျွန်တော်တို့အဲ့ဒါလေးခရစ်တော်ဟာပင်မဆင်းရဲစွာအားထုတ်ခဲ့ရအဲ့လိုအားထုတ်နိုင်တာဘယ်ကနေသူအားရဖះဖြစ်လို့မဟုတ်ဘူးဖြည်းဖြည်းဩဝါဒစာခန်းကြီး7အပိုင်းငယ်2ထဲမှာရှိသူရှေ့မှာထားတဲ့ဝမ်းမြောက်ခြင်းကိုကြည့်ပြီးတော့မှခရစ်တော်အားထုတ်အဲ့ဒီဝမ်းမြောက်ခြင်းကဘာလဲပြောမယ်ဆိုရင်တော့ကျမ်းစာရပြောရင်တော့ဖះနဲ့လူနဲ့ပြန်လဲတစ်မြက်ပြီးစာတန်ရဲ့သေခြင်းအကုန်စာတန်မှောင်မိုက်တကိုးနိုင်ကအကုန်လုံးကိုဖျက်ဆီးပြစ်နိုင်မဲ့အဲ့ဒီဖះနဲ့လူနဲ့ပြန်လဲတစ်မြက်ခြင်းကိုကြည့်ပြီးတော့အားထုတ်ခဲ့တာအဲ့တော့အဲ့ဒါလေးကဟုတ်တယ်အဲ့ကျမ်းစာလေးကိုကျွန်တော်ဖတ်ရင်လည်းပိုကောင်းမှထင်တယ်ဒါဧဝံဂေလိတရားကိုအခြေပြုပြီးတော့မှကျွန်တော်အလုတ်ကြိုးစားအားထုတ်တယ်လို့ပြောတဲ့အခါမှာတချို့တွေကဘလို့ပတ်သက်လဲလို့လဲခေါင်းထဲမှာစဉ်းစားမှာမဟုတ်ဘူးလားအလုတ်လုပ်တာနဲ့ဧဝံဂေလိတရားနဲ့ဘာဆိုင်လို့လဲဆိုင်တဲ့ဟာခုတည်းမှာကြည့်မယ်ထိုသခင်သည်ဒါယေရှုခရစ်တော်ထိုသခင်သည်မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်သူ့ရှေ့မှာထားတဲ့ဝမ်းမြောက်ခြင်းဆိုတာဘာကိုပြောရလဲခုနပြောတယ်ဖះနဲ့လူနဲ့အချင်းချင်းဘုံပြီးမတရားမှုတွေချင်းအကုန်လုံးကိုအောင်ပြမယ်အဲ့ဒီဟာမှာရှိတဲ့ဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်သောအရာကိုမမှတ်ဖဲကားတိုင်းမှာအရှက်တကွဲအကျိုးနှင်းခြင်းကိုမမှတ်ဖဲနဲ့လဝကတိုင်မှာခံပြီးမှဘုရားသခင်လက်ရပါနဲ့တောင်းလျက်နေအော်ကြည့်ပြီးဘလို့စက်ပါဘလို့အာယူဘလို့ကြိုးစားမယ်ပြင်မဲ့ဆင်းရဲမှုတွေစင်မပြေမှုတွေပဲချမှုတွေအားမှုတွေဘုံချမှုတွေချဲလေမှုတွေကြားထဲမှာကျွန်တော်ဘလို့လုပ်အဲ့ဒါလေးကကျွန်တော်တို့ဘလို့အကူအညီပေးမှထင်လဝကတိုင်အောင်တော်ရဲ့လှုပ်ဆောင်ခဲ့တဲ့အရာအဖြစ်ဥပမာပြောမယ်ဥပမာလည်းပြောမယ်ဥပမာလည်းပြောမှာကျန်တာကြောင့်ဥပမာလည်းပြောမှာတာမန်တခြားဖြစ်လို့နဲ့ပတ်သက်တဲ့ဟာပြောမှာဟုတ်ပါဟုတ်ကျွန်တော်မင်းသားအကျုံးဥပမာလည်းပြောနော်ဖြစ်ပြီလားဖြစ်တော့မှာသူရဲ့စီနီယာတေးဥဆရာရှိတယ်သူကလူငယ်တေးဥဆရာလားလက်ထောက်လူငယ်လူငယ်လက်ထောက်တေးဥဆရာအော်လူငယ်မှာတော့မှလူငယ်ရဲ့လက်ထောက်တေးဥဆရာသူ့မှာအထက်မှာစီနီယာပါစတာလည်းရှိမယ်အများကြီးမှုတော်ဆောင်တွေရှိမယ်ဒီကြားထဲမှာလုပ်မယ်အဲ့မှုတော်ဆောင်တွေမကောင်းတော့မဟုတ်ကျွန်တော်မသိဘူးသူတို့အသိတော်ကြောင်းကျွန်တော်လုံးဝမသိဘူးနော်ကျူတင်ဝန်ခံထားတာဟိုဒါဥပမာရှောက်ပြောတာသူ့မှာအစင်မပြေတာတွေရှိတယ်သူရဲ့စီနီယာဖေးဆရာနဲ့တော့တော့တချို့ဆက်ဆံရေးတွေအစင်မပြေဘူးတော့သူစိတ်သက်ချခြင်းနဲ့လုပ်ရင်လည်းတမကရှန်ကာလောက်ပဲဟိုစ조사အားထုတ်မှုမရှိတော့ပြီးရောပုံစံမျိုးနဲ့သူလှုပ်လာအဲ့ဒီအနေပြီးတော့မှမဟုတ်ဘူးအကောင်းဆုံးဘယ်လိုပဲနားလည်မှုတွေလွဲနေပါစေကိုဘယ်လိုပဲအပြစ်ရှာနေပါစေငါအကောင်းဆုံးစ조사ဖို့ဆိုရင်ဘယ်ဟာကိုသူအားယူအဲ့ဒါစဉ်းစားဘယ်လိုအားယူမစ္စတာခန်ရဲ့ဥပမာပေးလို့ကောင်းရမ်နဲ့လည်းဥပမာပေးလို့ကောင်းတယ်သူအလုပ်ရများတဲ့သူအလုပ်သူတော့အိမ်ထိအလုပ်ကိုပယ်လာတဲ့သူအဲ့တော့ဆက်ကြည့်အောင်ကျွန်တော်လည်းခြေရ okay ကျွန်တော်တို့ဒီကောင်က gospel ကို center ထားပြီးတော့မှအလုပ်လုပ်တက်ဖို့အဲ့လိုတက်မှကျွန်တော်စိတ်ကြရထားမှစိတ်တက်ချဘူချွေးတဲ့ချိန်ရှိရရောက်ရတဲ့ချိန်ရှိရဒါပေမဲ့ဒီထက်မှပဲလုံးဝပဲသွားနေဖို့ကတော့ကျွန်တော်တို့ gospel ကို center ထားမှာအဲ့တော့ဆက်သွားရတဲ့ကြည့်အောင်အလောက်အကြောင်းပြောရင်အနားယူခြင်းလို့ပြောင်းရက်တ9ရက်မှာ24နာရီလုံးမရက်မနာပဲလုပ်ဖို့တော့ဖခင်လူကိုမသိခဲ့ဥပုပ်စပ်ဗမာလိုဥပုပ်စကလုံးရဲ့
ဘာလဲတော့မသိဘူးအင်္ဂလိပ်ကျမ်းစာမှာတော့that ဘူးရယ်ဆိုတဲ့အတိတ်ကလဲဆိုတာအနာယူခြင်းဖြစ်ငြိမ်သက်ချမ်းသာအနာယူတဲ့တက်တာပြောတာဖြစ်ဒါကြောင့်သူကခံကိုယ်စိတ်ဝိညာဉ်ညာနာအာကာယအာစိတ်အာအကုန်တဲ့အနာယူခြင်းလည်းရှိတယ်ဒါပေမဲ့အဲ့လိုအနာယူတယ်လို့ပြောတဲ့အခါမှာကျွန်တော်ခန္ဓာကိုအနာပဲမဟုတ်ကျွန်တော်စိတ်ဝိညာဉ်မှာဆက်ရအနာပဲလိုအပ်တယ်ဒါကြောင့်ဥပုပ်ဆိုတာကျွန်တော်အရေးကြီးတာတွေ့ရတယ်ခန္ဓာကိုယ်လည်းမဟုတ်ဘူးသူတစ်ဖြစ်စိတ်ဝိညာဉ်မှာနာတာအဲ့ဒီအနာယူခြင်းဆိုတာတစ်ဖက်ကနေဘာအဓိပ္ပာယ်လဲဆိုတော့ဘုရားကိုထားခြင်းအဓိပ္ပာယ်ဖြစ်တယ်ဆိုတော့ငါဘလောက်ကြိုးစားဒီပေးတဲ့သူငါဘဝကိုလေ့ဝါဒီမှာဖြစ်ချင်အဲ့ဒါနှိမ့်ချခြင်းလည်းဖြစ်တယ်ဘုရားအားကိုးခြင်းလည်းဖြစ်တယ်အဲ့ဒါအားလုံးကဒါဥပုပ်အနာယူခြင်းပဲအဲ့တော့ဒီကလေပတ်နေတာတိတ်မဟုတ်ဘူးကျွန်တော်ဘဝကိုကျွေးမွေးနေတာကျွန်တော်ရဲ့ကြိုးစားအားထုတ်ဟုတ်ဘူးဘုရားဖြစ်တယ်ဆိုတော့အောက်မေ့သတိရဘာကြောင့်လဲပြောနိုင်တာဘာဆိုတော့ဘာကြောင့်ဘာဣသရေလလူမျိုးတွေကိုဖခင်ကမောရှေအားဖြင့်ဥပုသ်နေ့ကိုထိမ့်သိမ်းစောင့်ရှောက်ဖို့ပြောတဲ့အခါမှာဥပုသ်နေ့မှာအဆုတ်ခံလဲဆိုတော့မင်းတို့တတိယပါ။ဘာတတိယလဲ။မင်းတို့ကိုအီဂျစ်ပြည်ကျွန်ခံတဲ့နေရာကခေါ်ခဲ့တဲ့ဒီရဲ့နမိတ်ကခဏအောက်ဆုံးနဲ့ဒီနေရာမှာနို့နဲ့ပြိုင်စီးတဲ့ခါနဲ့ဟိုအကုန်လေတွင်းတွင်းတဲ့သူကတင်းရဲ့လောက်အားမဟုတ်ငါဖြစ်တော့တည်မလွယ်တော့မကရိုက်ချိုးပြတယ်ဆိုတော့ကကိုယ့်ရဲ့ကြိုးစားအားထုတ်အောင်မြင်လာတဲ့အခါမှာအဲ့ပုံမှာအဂုံယူတဲ့ပါရတဲ့ကိုယ်အသိဖြစ်ခံပြင်ရတာမရှိတော့အဲ့လိုပြောလို့ချိန်တတ်မှုတော့ရှိပါတယ်ဒါပေမဲ့ငါအတိကမဟုတ်ငါဒီလိုကြိုးစားနိုင်တာဖြစ်ရောက်နိုင်အောက်မစားနိုင်ဖြစ်ငါဘောတကယ်လေဘာဖြစ်ပေးနေတာကငါမဟုတ်ဖျားဖြစ်တယ်ပြန်နေနေပြန်နေမမနာဆိုတာကစက်ပဲစီနေရေးပဲအောက်ဆက်လို့မီးနေရေးပဲဟုတ်ဆောက်ခြင်းခံယူလိုက်တာဟုတ်ဖះမှာပဲခေါ်ယူတာဟုတ်လို့အဲ့ဒါဖြစ်တဲ့ခင်ဖြစ်တယ်ကျွတ်ဝင်တယ်ဆိုတာကိုလုံးဝအဲ့လိုလုပ်တဲ့လူရှိတာပြောကြည့်ပါအဲ့လိုအဲ့လောက်တကယ်ဖះရဲ့စီမံနာယူတာရှိတာဒါခပ်ပြီးထဲမှာတော့ PowerPoint ထဲမှာတော့ပေါ့လို့ပြောတဲ့ခါမှာသူတွေဓမ္မဟောင်းမှာတော့စနေနေ့ကသူတို့ရဲ့ဥပုပ်တနေ့ကိုဒါပေမဲ့အခုခေတ်မှာဥပုပ်ကရက်တော်မရှိတော့ရက်မရှိတာပိုကောင်းတာပေါ့ဟုတ်ဘူးလားရက်မရှိတာပိုကောင်းဖះစီမှာကျွန်တော်အနားယူတာနေ့တိုင်းတစ်နေ့ဒီ45မိနစ်တနာကျွန်တော်ဖះနဲ့အချိန်ပေးတယ်ပြီးတော့တစ်ဖက်မှာတနေ့နေ့မှာကိုတယောက်ထဲမဟုတ်တော့ဘူးယုံကြည်သူတွေရဲ့ဖះထံမှာတကယ်ကိုပြုတယ်ဒါတွေအားလုံးကဖះစီမှာကျွန်တော်အနားယူပေးပဲဖြစ်နော်အချိန်နေ့ရက်တွေကတော့ရေးမကြည့်တော့ဘာဖြစ်တော့ကိုယ်တိုင်ပြောတယ်ဘုရားသခင်ကနာဝိညာဉ်ဖြစ်တယ်ဘုရားကိုကိုယ်တဲ့သူတိုင်းဟာနာဝိညာဉ်ရှိလို့ရှိတယ်မှာကိုယ်ရမယ်ခရစ်စိတ်ကိုယ်ရမယ်ရှိတော့ဘယ်တော့ကိုဘယ်လိုချိန်မဆိုကိုယ်ရမယ်ချိန်ရအဲ့ချိန်ကကျွန်တော်တို့ခရိယန်တွေကြတော့အစင်လာအရန်ပြင်းလာပြီဆိုရင်တော့တနင်္ဂနွေနေ့ကိုဥပုံနေ့လို့သတ်မှတ်ပြီးတနင်္ဂနွေနေ့ကိုလောက်လိုက်ရဲ့ကျွန်တော်တို့ကိုလက်ပြမလုပ်ပဲဖြစ်ပြီးတော့မှအသင့်ပြီးတော့မှဒုက္ခတွေ့လိုက်ပြီးဆိုဘုရားငါ့ကိုရိုက်တာလို့ထင်တတ်အဲ့လိုရက်တော်မရှိတော့ဒါပေမဲ့အဲ့လိုပြောလို့တနင်္ဂနွေနေ့လည်းအားဘာလောက်ကြဘာမှအဲ့ဒါမှပြချင်တာတော့မဟုတ်အနားယူခြင်းမရှိဘူးအနားယူလဲဆိုခန္ဓာကိုယ်မဟုတ်စိတ်ဝိညာဉ်အနားယူဘုရားရှိမှာအဲ့ဒီနားယူခြင်းကဘုရားရဲ့ကောင်းမြတ်တဲ့ကျေးဇူးတော်အောင်းနေတာဘူးလူမျိုးတွေတော့ကတော့ Egyptian ကောဆောင်ခရိယန်တွေတော့ကတော့ချစ်ခရစ်တော်ဖြစ်အဲဒီတွေ့ချုပ်ချက်တဲ့အရာတွေကိုကျွန်တော်ပြန်လဲယူလာဒီကနေ့ဒီကျွန်တော်ကျွေးမွေးတဲ့ဘုရားရဲ့လက်တော်ဒါကိုပြန်အားယူတာပဲဖြစ်တယ်တင်တော့တင်တာတော့ဟုတ်ပါကိုယ်ရောဘလောက်ပဲလို့ယူတတ်ဘုရားကဲနားယူတတ်โอเคနေ thank you
ပုံများတယ်အဲ့ဒါမဟုတ်ဘူးပဲ okay တော့တူးချင်းမှာဒါပေမဲ့လေလူတစ်ယောက်ကသူတိတ်တဲ့အနေနဲ့တောင်းအနေချင်းအောင်မိတဲ့အချိန်ဆိုတာကတယောက်တည်းနေတဲ့အချိန်ဆိုတော့ကျွန်တော်ဘယ်လိုသိမလဲသူအဲ့လိုနေတဲ့အချိန်တော့မဟုတ်ဘူးလားသူအဲ့လိုဝန်ခံတာသူဒီလိုယောက်ျားမျိုးကိုစဉ်းစားတော့အောက်ဝင်တော့ဖြစ်တော့တယ်အဲ့ဒါအားလိုက်တော့အဲ့တော့ကျွန်တော်ကိုယ်တိုင်ဘယ်လောက်အနားယူတက်လဲ public worship လည်းလာမယ်ဒါပြီးရင်ကျွန်တော်အဓိကအဲ့သင်ခန်းစာကိုသွားပါဖြစ်တယ်ဟုတ်လားကိုယ်တိုင်အနားယူတာတကယ်တကယ်ဒီနဲ့ဆိုင်တဲ့လုံးဝအုတ်တုံအနားယူလိုက်တာကိုအနားယူခြင်းနဲ့ပတ်သက်လို့ဥပမာကျမ်းပြင်ပေါ်မှာဆဲချလိုက်ကိုခန္ဓာကိုယ်ပတ်နေတယ်အကုန်လုံးအသက်ပြင်းပြင်းရှူခဏအောင်ပြီးပြန်ထုတ်ပြီးတော့မှခန္ဓာကိုယ်အကျော်တွေဖြည့်လိုက်တော်တော်လေးဒါမဲ့အဲ့ဒါခံဒါမဲ့ပိုင်းဆိုင်ရာဝိညာဉ်ရေးရမှာဘလို့နားယူခန္ဓာကိုယ်အနားယူတာလည်းအရေးကြီးတယ်ဘုရားကလည်းကျွန်တော်တို့စိတ်ရုပ်ဖန်ဆင်းခဲ့တာမဟုတ်ဒါပေမဲ့ရင်လည်းပိုရေးကြီးတယ်နှစ်ခုလုံးရေးကြီးတယ်အကုန်လုံးနားယူပါကိုစိတ်ဝိညာဉ်အကုန်နားယူပါအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ပြဿနာကဥမာချမ်းသာဖတ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့က daily bread our daily bread နေ့စဉ်ခွန်အားပြီးတော့ညစဉ်ခွန်အားပြီးတော့ဗာလဲ upper room အထက်ခန်းအဲ့ဒါမိုးတွေပေါ့နော်ကျမ်းပိုက်လေးတစ်ပိုက်ရေးပြီးတော့မှအဲ့ဒါလေးကိုဟိုတမျက်နှာလောက်ရေးအဲ့ဒါလေးဖတ်ပြီးတော့မှခွန်အားယူကြတယ်ကျွန်တော်အနေနဲ့တော့အဲ့ဒါနဲ့တနာစီကောင်းတယ်ပြီးစိညောက်တော့ဟိုလူဝသက်20 30ကခမင်းတစ်လုံးလောက်စားပြီးတော့မှအသက်ရှင်သားရတယ်အသက်20အရွယ်ရောက်တဲ့သူတယောက်ကယောက်ျားလေးတယောက်ကတစ်လုံးလောက်နဲ့စားပြီးအသက်ရှင်နေတယ်လို့ဖြစ်တာတယ်အဲ့တော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒါတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ပြဿနာချမ်းသာလို့ပြောလိုက်ဟိုတနေ့ကလည်းအဲ့ဒီပြောဆိုချမ်းသာဖတ်လဲနားမလည်ဘူးလေနားမလည်တော့စိတ်မစားဘူးအဲ့တော့မဖတ်နိုင်တော့တခြားနဲ့အစင်တော့ဖြစ်ပြီးတော့ယူဒတန်ချမ်းသာဆိုတာကလည်းတကယ်ရှေးသုံးနေရရမ်းများတယ်နေ့စဉ်30ကလုံးမရှိတော့ခက်ပေါ်ကမရှိဘူးကျွန်တော်မြန်မာနိုင်ငံကလည်းအစွဲရလည်းကြီးတယ်ယူဒတန်တော့ပြုပြင်ဖို့ဆိုရင်လည်းရှင်းရလေလက်မအရာဟိုထိသိမ်းတာဆင်လာထိသိမ်းတာကျွန်တော်တို့အင်မတန်မှအားကြီးတယ်အဲ့လိုပြောတော့အဖြစ်တင်တာတော့မဟုတ်ပါဘူးသူများဥမာအင်္ဂလိပ်ချမ်းစာဆိုရင်တော့သူ့ရဲ့ version တွေအင်္ဂလိပ်လို version တွေက10ခု15ခုခု20ရှိကျွန်တော်မြန်မာနိုင်ငံမှာတော့အခုတော့ကျေးဇူးတော်ကြောင့် Summit ဆိုတာလေးပေါ်ပါတယ်ပြီးတော့ BCL ပြီးတော့ CLC ဗာလဲ Kit နဲ့ Common English အဲ့ဒါမျိုးလေးပေါ်လာပြောမယ်ဆိုမြန်မာလို version ကအဲ့နှစ်ခုရဲ့၄ခုဖြစ်သွားပြီယူဒတအပါဝင်အဲ့ဒီထဲမှာ Catholic တွေသုံးခါတဲ့သုံးလို့ရသေးတယ်ပြီးတော့ Anglican version လည်းရှိတယ်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အဲ့တခုကတော့ကျွန်တော်အသင်းတော်တွေအတွက်အမှုတော်ဆောင်တွေသင်းဦးဆရာတွေအတွက်စိန်ခေါ်မှုပဲအဲ့တော့အသင်းတော်မှာရှိတဲ့လူတွေကကျမ်းစာဖတ်တယ်ကိုယ်လည်းနားလေတယ်နောက်ခံတဲ့အတိုင်းတာပေါ့လေအတိုင်းတာလေးတခုသိပြီးတော့မှဥမာမာကုကိုဖတ်တယ်မာကုဩဝါဒစာ sorry မာကုခရစ်ဝင်ကျမ်းအခန်းကြီး16ရှိတယ်မာကုခရစ်ဝင်ကျမ်းကဘာအကြောင်းအဓိကပြောတာလဲရေးတဲ့မာကုကဘယ်သူလဲသူ့ရဲ့ပြောတဲ့ခန်းကြီး1ကနေ16ထိအကုန်လုံးမှာသူကခရစ်တော်ကိုဘယ်လိုပုံစံမျိုးနဲ့အတိတ်ပဲဖွဲ့ဆိုသွားတယ်လဲဘယ်လိုရေးသားတယ်လဲအဲ့ဒါတွေအခြေခံသိထားရင်တော့ကောင်းတယ်ဒါပေမဲ့မြန်မာနိုင်ငံခရစ်ယာန်အများစုတာမန်ကျမ်းစာကျောင်းမှာတချို့ကျမ်းစာကျောင်းသားတွေမှာတော့ပါတယ်တိတ်ကြီးမဆိုင်တဲ့ကျောင်းသားတွေရှိတယ်နော်အဲ့မှာကျုံတော့မပါဘူးမပါဘူးဟုတ်လားဟုတ်ကျွန်တော်တို့အသင်းတော်တွေအတွက်တော့စိန်ခေါ်မှုအများကြီးရှိတယ်အဲ့ဒီကျွန်တော်ဘာမှလို့ဖတ်နိုင်အောင်အတိုင်းတာတစ်ခုထိပြန်ဖို့တော့ကျွန်တော်အများကြီးတော့လိုတာအဲ့ဒါမှသူ့ရဲ့နောက်ခံသူ့ရဲ့ဏ္ဍန်လေးသိသွားမှခါကြတော့အဲ့တဲ့အခါမှာသူတော့အဆင်ပြေလာနားလေလားအဲ့လေတစ်ခုတော့ရှိတယ်
အဲ့ဒါတွေမရှိရင်မဖတ်နိုင်ဘူးလို့တော့မဟုတ်ဥပမာအမေလေးတန်းမရှိဒါပေမဲ့သူကကျန်းစာခောက်တော့ခောက်ပြခန်းဖတ်ခဲ့တော့တော်တော်လေးအဲ့ဒီလိုအောက်ခံနေမသိပေမဲ့ကျန်းစာတစ်ခုနဲ့တစ်ခုဓမ္မဟောင်းဓမ္မသစ်ချိတ်ဆက်တာတွေသူအကုန်လုံးသူမြင်တော့မြင်သူသိအဲ့ဒါကြတော့ဘာလဲဆိုတော့နာဖတ်ပြင်းပြင်းမပြင်းပြင်းစုပ်ဖြတ်ချက်ကောင်းကောင်းချပြီးတော့မှနေရဟိုဘာဆိုကျန်းစာဆိုတာကဟွာဒီထဲမှာတော့ကျန်းစာကိုကင်ပြီးတော့မှလှန်လိုက်အဲ့တွေ့တဲ့ဟာဖတ်တာတော့ဘယ်သူမှတော့မလုပ်တော့ဘူးထင်ပါအဲ့တော့ကျွန်တော်အဲ့မှာတော့ပြောမှဆိုရင်ဘုရား၌အနားယူတယ်စိတ်ဝိညာဉ်အနားယူတယ်ဆိုတာတော့ဘုရားရဲ့နှုတ်ကပတ်တော်ဖတ်တာအဲ့ငန်းလေတမန်ကျမ်းစာကိုစိတ်ချင်းအောင်မိတာပြီးတော့ကိုဘုံကဘုရားပဲခရစ်တော်အဖင်ပြုခဲ့တဲ့အရာတွေကိုပြန်လဲအောင်မိတာဒါတွေအကုန်လုံးကကျွန်တော်စိတ်ဝိညာဉ်ပါမရှိရင်ခရစ်ယာန်တယောက်ရုန်းကန်တာပြန်နေပြီးတော့အကြသိနေတာလေအဲ့ဒါတော့ကျွန်တော်ကြည့်နေပြောရတယ်သူစိတ်ကအတက်ကြအခုတော့သူကြည့်ရတာအရာအားတက်တယ်နောက်တလားလောက်လဲတော့သူ့ပုံစံကြည့်ရတာတကယ်လငါပုတ်ဖမ်းနေတဲ့မျက်နှာဖြစ်သွားတယ်ကောလုံးမှားပြီးတော့မှအတက်ကြဖြစ်ကျွန်တော်အတွင်းရအားကအဲ့ပုံမှာရှိတာအဲ့ပုံမှာရှိတယ်ဒါကြောင့်ပြီးခဲ့တဲ့နှစ်ကလည်း Mother Teresa ဆိုရင်တော့သူ့ရဲ့ဒီစေတာကျူးမှုစောင့်ရှောက်စီမလုပ်နန်ကက်သလစ်တီလာရှင်ဆိုရင်မနေ့အနည်းဆုံးနိုင်ဝက်45မိနစ်လုံးဝအဲ့လိုမလုပ်ဖ ೇನೆ မလုပ်ခါဘူးအဲဆိုအလုပ်က pressure ရများလို့နေပြင်ပန်းနေစင်းရဲ့စင်မပြေရများတယ်အကောင်တွေးခွန်ရတယ်ကျွန်တော်ဝန်နေကြမြန်မာနိုင်ငံမှာအဲ့လိုပုံစံမျိုးနဲ့တွားတဲ့ခရီးရန်ကတော့တော်တော်နည်းမှာပါနည်းပါတယ်ကျွန်တော် GCY မှာဘယ်နှယောက်ရှိလဲတော့မသိဘူးတော့ခရစ်တော်အခုအားလုံးကိုပြီးစီစေခဲ့ပေခဲ့တာဆိုတော့ sorry ပြီးစီစေခဲ့တဲ့ခရစ်တော်ရဲ့ရွေးနှုတ်ချက်ပေါ်မှာအနားယူတာဒါကြောင့်ကျွန်တော်အနားတော့ယူနေတယ်ဒါပေမဲ့စိတ်ကစိုးရိမ်မှုတွေကိုယ့်ရဲ့အလုပ်အတွက်ကိုမိသားစုအတွက်စိုးရိမ်တော့ဒါစစ်မှန်တဲ့ဥပုသ်ဆောင်ခြင်းလို့ပြောလို့မရဘူးစစ်မှန်တဲ့အနားယူခြင်းလို့ပြောလို့မရဘူးဟုတ်ပြီဒီလောက်ထိပေါ့နော်ဒါကျွန်တော်တို့ပြီးခဲ့တဲ့ခါလေးကိုပြန်ချုံးပြီးတော့မှပြောတဲ့ဟာဒီလောက်ဆိုရင်ကျွန်တော်လုံလောက်ပြီအခုဒုတိယပိုင်းမှာကျွန်တော်ကြည့်အောင်ဒါအော်စကာရိုမာရိုခရီးယန်အားလုံးဟာဖြစ်တာဟယ်လိုဖြစ်သွားခဏလေးဒီကောင်နော်ဒီ page ဖိတ်သွားရပ်သွားပြီလားဟုတ်ရပါပြီတော့ပြန်စားလိုက်ပြန်လောက်တာပေါ့မ pause နဲ့တော့ပြီးပြီလေရโอเคဆက်သွားရအောင်အော်စကာရိုမာရိုဆိုတာသူ့နိုင်ငံမိတယ်လက်တင်အမေရိကနိုင်ငံအဲ့နိုင်ငံခန်းလာမိတယ်ဗာလေဘယ်သူသိလဲအဲ့ရိုမာရိုချီကဘယ်သူလဲသူ့နိုင်ငံကကော့စတာရီကာမဟုတ်ပါဘူးမေ့သွားပြီလက်တင်အမေရိကနိုင်ငံသိလေးပါအဲ့ဒီbishop bishop ပြောခဲ့ခရစ်အားလုံးကကိုယ့်ရဲ့အလုပ်ရဲ့အသက်မွေးကျောင်းအလုပ်ဟာဂျပရောဟိတ်တယောက်ရဲ့ new best ကျန်နာပါတဲ့နေ့ကအမှန်တကယ်လှပတဲ့နေ့တစ်နေ့ဖြစ်သွားမှာနော်ကျောင်းဆရာတယောက်ပဲဖြစ်ဖြစ်ရုံးဝန်ထမ်းပဲဖြစ်ဖြစ်စီးပွားရေးသမားတယောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နေ့တူကလှုပ်တဲ့အလုပ်မှာယပရောဟိတ်တယောက်အနေနဲ့ယပရောဟိတ်လို့ပြောလိုက်ရင်ဘာလဲဆိုတော့ယပရောဟိတ်ဆိုတာကဓမ္မဟောင်းထဲမှာဆိုရင်တော့ဒါဣသရေလလူမျိုးတွေရစ်ပူဇော်ဖို့ရာအတွက်ဖះနဲ့လူတဲ့ကြားထဲမှာရစ်ပူဇော်ပေးတဲ့သူအဲ့တော့ယပရောဟိတ်လို့ပြောပြီးဆိုရင်ကျွန်တော်တို့တာမန်ဘာအလုပ်ဖဲလုပ်လို့ကိုဟာယပရောဟိတ်တယောက်ရဲ့ကဏ္ဍနဲ့လုပ်တယ်လို့ပြောတဲ့အခါအဲ့နဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာရှိတဲ့သူတွေနဲ့ဆက်ပေးတဲ့သူသိလို့ဂျားလုပ်ပေးတဲ့သူကိုပြောချင်တာ
အဲ့လိုနားလည်လာပြီဆိုရင်တော့တန်ထယ်လုပ်တဲ့ကျွမ်းကျင်တဲ့ပညာရှင်ပဲဖြစ်ဖြစ်ခွဲစိတ်ဓာတ်ကင်ပြီးမှခွဲခဲဝင်တတ်တဲ့ဆရာဝန်ပဲဖြစ်ဖြစ်ဈေးတဲ့အမျိုးသမီးပဲဖြစ်ဖြစ်သူတို့အားလုံးဟာရောဟိတ်တယောက်ရဲ့တာဝန်ကိုထမ်းဆောင်နေတယ်အဲ့သူပြောချင်တာသဘောပေါက်ကြအဟောနေပါမဟုတ်ကျွန်တော်တို့ကျွန်တော်ဘုရားမှုတော်ဆောင်မဟုတ်ဘူးစီးပွားရေးလုပ်နေတဲ့သူပညာရေးစာသင်နေတဲ့သူတွေဝန်ထမ်းကုမ္ပဏီဝန်ထမ်းတွေအိမ်ဝန်ထမ်းတွေပဲဖြစ်အကုန်လုံးကဘုရားရဲ့ယေဘရဟိတယောက်လို့ကျွန်တော်လှုပ်ဆောင်ပေးဖို့ဖြစ်တယ်အဲ့လိုသဘောပေါက်လာပြီဆိုရင်တော့အဲ့တော့အဓိကပါလဲကြည့်အောင်အဲ့တော့အခုဒီနေ့အဓိကကျွန်တော်လေ့လာမယ့်အရာကတော့အလုတ်နဲ့ဝတ်ပြုကိုးကွယ်ခြင်းလို့ပြောတဲ့အခါမှာ public ယုံကြည်သူအချင်းချင်းနဲ့ကျွန်တော်ဝတ်ပြုကိုးကွယ်တဲ့အကြောင်းကိုကျွန်တော်အဓိကကြည့်မှာဖြစ်တယ်အဲ့တော့ဝတ်ပြုကိုးကွယ်ခြင်းနဲ့အလုတ်ပတ်သက်မှုရှိတာအဲ့တော့ဝတ်ပြုကိုးကွယ်ခြင်းကိုဘာနဲ့နှိုင်းလဲဆိုတော့နှလုံးခုန်တာတစ်ခုနဲ့နှိုင်းတယ်နှလုံးခုန်တဲ့အခါမှာကျွန်တော်တို့ဒီနှလုံးခုန်တာတွားစစ်တဲ့အခါမှာလမ်းကြောင်းတွေကဒီလိုရှိတယ်မလားသွေးကိုစုပ်ယူတဲ့အချိန်ပြန်လွတ်တဲ့အချိန်အဲ့ဒီလိုနှစ်ခုရှိတယ်အဲ့ဒီလိုပုံစံမဲ့ကျွန်တော်ဝတ်ပြုခြင်းဆိုတာလူတွေပြီးတော့အတူတကွစုဝေးကြတယ်စုဝေးတဲ့အချိန်ရှိတယ် Sunday အတူတူစုဝေးတယ်ဒါပေမဲ့ Sunday စုဝေးမှာဘုရားကိုကိုးကွယ်တာမဟုတ် Sunday ပြီးတော့ Monday ကနေစတော့မှ Friday ထိကလည်းကိုယ့်ရဲ့ဘုရားကျောင်းမှာကိုးကွယ်ဝတ်ပြုတယ် Monday ကနေ Friday ကတော့ကိုယ်လုပ်ငန်းကိုယ့်ရဲ့အကောင်းဆုံးလုပ်ဆောင်ပြဖြစ်ဘုရားကိုးကွယ်ဝတ်ပြုခြင်းဖြစ်တယ်နော်အဲ့လောက်ဆိုရင်တော့ဘောပေါက်ပဲ one day in and 6 day out one day in Sunday မှာတော့ဝတ်ပြုကိုးကွယ်ကြတယ် Monday to Friday တော့နောက်6ရက်တော့ကျွန်တော်တို့ကိုးကွယ်မှာကောင်းဆုံးကိုးကွယ်ကြအဲ့တော့ကျွန်တော်ကကိုးကွယ်ဝတ်ပြုလဲဆိုရုပ်ကျွန်တော်ကမှတစ်ချက်ဆိုနေရမယ်အဲ့တော့ကောင်းလို့ဘာလို့ဒီမှာဟောင်းကနေမသိမှာဝတ်ပြုကိုးကွယ်ခြင်းနဲ့ပတ်သက်လို့နှစ်မျိုးရှိတယ်ဂျူးလူမျိုးတွေကတော့ဒီတိုင်းဖျားအချိန်ပေးဘာအလုံးမလုပ်တဲ့ဖျားကိုကိုးကွယ်ဝတ်ပြုကြဒါပဲမဟုတ်ပြီးတော့နောက်တရက်ကနေပြီးတော့လုပ်ငန်းခွင်ထဲမှာလဲသူတို့အလုပ်ကိုအကောင်းဆုံးလုပ်ကြလဲဖျားကိုကိုးကွယ်ဝတ်ပြုခြင်းမျိုးပဲအဲ့တော့ကျွန်တော်နားလေပေါ့ပြုရဲဆိုတာအချင်းလေးဆိုပြီးတော့ကျူတော့တက်တဲ့ခံစားရပတ်ပြီးတော့မှလုပ်နေတာပဲကိုယ်ကမဟုတ်ကိုယ်ကွယ်လဲဆိုတာအဲ့ဒါမဟုတ်ဘူးဒါက public worship အားလုံးနဲ့ပုံနဲ့ဝတ်ပြုကိုယ်ကွယ်မှုဒါပေမဲ့နောက်ကိုယ်ကွယ်မှုတစ်ခုလုပ်ငန်းဝင်ရောက်တဲ့အခါမှာလူတွေနဲ့ထိတွေ့တဲ့အခါမှာအကောင်းဆုံးကိုယ်မှာပေးတဲ့အရေးချင်းတွေကိုယ်မှာပေးတဲ့လုပ်ငန်းတာဝန်တွေကိုအကောင်းဆုံးစေတနာပါနဲ့အကောင်းဆုံးကြိုးစားလုပ်ဆောင်အရှင်မဆိုရင်လည်းကိုယ်လုပ်အကောင်းဆုံးလုပ်ဆောင်ဟိချက်တဲ့သူလည်းအကောင်းသူလည်းအကောင်းဆုံးရုံးလုံးအဲ့ကိုလုပ်နေခြင်းအကောင်းဆုံးအသုံးပြုခြင်းအဖြစ်ကိုယ်ကိုပြုခြင်းတစ်ခုဖြစ်တယ်။ဘာသာမှာမြန်မာနိုင်ငံမှာကျတော့ကိုယ်ကိုဝတ်ပြုတာဖះသွားကြောင်းတက်ပြီးတော့မှကိုယ်ကိုပြုတာကိုယ်ကိုဝတ်ပြုတယ်အလုတ်လောက်တာကျတော့ဒါလောကီအလုတ်ဖြစ်ကျတော့လောကုတ်ဆိုတာပေါ့အဲ့မှာအဲ့လိုမဟုတ်ဘူးကျမ်းစာမှာအကုန်လုံးကဖះစိတ်ဝင်စားတယ်။ဘာကြောင့်လဲဆိုတော့ဖះကျွန်တော်တို့ဖန်ဆင်းတဲ့အခါမှာအလုတ်လည်းပေးခဲ့တယ်လူအတိုင်းဝိုင်းအကောင်းဆုံးတီထောင်ဖះပေးခဲ့တယ်ဒါတွေအကုန်လုံးပူဆောင်နေရဘုရားကသူ့ကိုကိုယ်ဝတ်ပြုနေခြင်းပဲဖြစ်ဟုတ်မနော်သူတို့ရဲ့လက်သဘောတူနိုင်လားလက်ခံနိုင်ကိုယ်ဆိုတာမြမယဉ်ကျေးမှုရဲ့အပေါ်မှာအခြေပြုပြီးတော့မှဒီစကားလုံးကိုကျွန်တော်နားလဲတာဒါပေမဲ့ကျမ်းစာမှာဝတ်ပြုကိုးကွယ်လဲဆိုတာအဲ့လောက်ပဲမဟုတ်ဖျားเจ้าထဲမှာဘယ်ဟုတ်ဘူးနေတနေရာမှာစွတ်မှာမဟုတ်ဘူးကျမ်းစာကိုကြိုက်မှာမဟုတ်ဘူးခွဲစိတ်ဓာတ်ကြိုက်ပြီးတော့မှအကောင်းဆုံးလုပ်နေခြင်းကဖျားကိုကိုးကွယ်ဝတ်ပြုတယ်ဒါကြောင့်ရှင်ပေါလုရဲ့ခန်းကြီးစနစ်မှာအသက်ရှင်တဲ့ရစ်ကိုပူဇော်ပါပြီးနော်ဘယ်တော့ကအတိုက်တွန်းလို့ဆိုတယ်
ဘုရားသခင်နှစ်သက်တဲ့ရစ်ကိုပူဇော်ပါအသက်ရှင်တဲ့ရစ်ကိုပူဇော်ပါအဲ့ဒါပဲခန်းကြီးနှစ်အပိုင်းငယ်တစ်နဲ့တစ်ပဲအဲ့ဒါကကျွန်တော်တို့ကိုးကွယ်ဝတ်ပြုခြင်းကိုသူပြောနေတာဒါကတကယ်ကိုးကွယ်ဝတ်ပြုခြင်းပဲလို့ပြောတယ်အဲ့ခန်းကြီး7နှစ်အပိုင်းငယ်တစ်နဲ့နှစ်က Sunday မှာကျွန်တော်ကိုးကွယ်တာပြောနေတာမဟုတ်မင်းအသက်ရှင်ခြင်းရစ်ဆိုတာနေ့စဉ်747ဘလုံးပဲဟိုသူပြောနေတယ် Okay one day in stays out တရားကတော့ခန်းထဲမှာတနေရာမှာနောက်တစ်ရက်ကတော့နောက်6ရက်ကတော့အဖြစ်ကျွန်တော်ဖြစ်တယ်တော့အဲ့တော့ကိုယ်ကိုယ်ဝတ်ပြုမှုဆိုတာနှစ်မျိုးရှိသွားတယ် gathering စုဝေးတယ်နောက်တစ်ခုက scatter ပြန့်ကျဲသွားတယ်စုဝေးတယ်ဆိုတာကလုပ်ငန်းခွင်ဘဝစုဝေးတဲ့ Sunday မှာကျွန်တော်ဝတ်ပြုကိုယ်ကိုယ်ကြတဲ့အခါလုပ်ငန်းခွင်ကဘဝတွေကိုဘုရားသခင်ထံဆက်ကပ်ဖို့ဘုရားကကိုရောရဲ့လှုပ်ဆောင်ခြင်းတွေကိုသူ့စီပြန်လည်ပေးသနာဖို့ဖြစ်တယ်ကျွန်တော်တို့ Sunday Monday to Friday ကိုလုံးစူးစမ်းရုန်းကန်ခဲ့တယ် Sunday မှာစုဝေးတဲ့အခါမှာကိုလုပ်ငန်းခွင်မှာရုန်းကန်ခဲ့တဲ့အရာတွေမှားယွင်းခဲ့တဲ့အရာတွေအတွက်နှောင့်တရတယ်ရုန်းကန်တဲ့အရာတွေအစင်မပြေတဲ့အရာတွေအတွက်ဘုရားရှိခိုး complex ကြီးတွားတယ်လက်မှတ်လုပ်တယ်ပြီးတော့မှဘဝမှာတော့မှားခဲ့တဲ့အရာတွေအတွက်ဘုရားရှိခိုးပြန်လည်ဝေချတောင်းပန်တယ်အဲ့မှာတခုကျွန်တော်စဉ်းစားရရှိတာကျွန်တော်တို့များသောအားဖြင့်မြန်မာနိုင်ငံမှာကြီးလာတဲ့သူပုံမှာကြီးလာတဲ့တယောက်နေတဲ့ကျွန်တော်နေ့စဉ်နေ့ဝတ်ပြုကိုးကွယ်ပြီးဆိုမင်းလှုပ်တယ်အကုန်မိထားလိုက်မင်းလှုပ်တယ်ဘာမှမစဉ်းစားနဲ့လုပ်ငန်းကိုရဟာတယ်အကုန်မိလိုက် Sunday မှာတော့ကောင်းကင်တမန်လေးလိုနေတာပဲအဲ့ဒါတော့ဒီကမင်း Monday Friday မှာလုပ်မှာအောင်မြင်ခဲ့တဲ့ဟာတွေကြာရှုံးခဲ့တဲ့ဟာတွေစိတ်ပြတ်ခဲ့တဲ့အရာတွေမှားယွင်းခဲ့တဲ့အရာတွေအကုန်လုံးအဲ့မှာဘုရားရှိခိုးမှာချဖို့ဝန်ခံစရာရှိရင်ဝန်ချစရာရှိရင်ဝန်ချရုန်းကန်စရာရှိအဲ့ကြောင့် Sunday worship မှာအလုပ်တဲ့သူတွေအကုန်လုံးဘုရားကိုယ့်ရဲ့လုပ်ငန်းကိုအတွေ့အကြုံတွေပါဘုရားရှိခိုးမှာတုံချပြတ်ဖို့ဖြစ်တယ်ဟဲ့ဟုတ်မလားဒါ gathering စုဝေးတဲ့အချိန်မှာဒါလုပ်ရ Monday ကနေ Friday မင်းအလုပ်တွေမိလိုက်မှာဟုတ်အလုပ်ခွင်မှာလူတွေပုံမှာဘာတွေမှားခဲ့တာတွေရှိလုပ်ငန်းခွင်မှာကိုဘာသက်စာမရှိခဲ့တာတွေရှိလူတွေကိုဘယ်လိုဆက်ဆံခဲ့လဲဒါမှမဟုတ်လုပ်ငန်းခွင်မှာကိုနားလည်မှုအရာအထက်အရာရှိတော်လောက်ကိုယ့်ရဲ့လုပ်ဖို့ဆောင်ဘက်ကကိုအမြဲတမ်းဒုက္ခပေးနေတာတွေသူဖျားရှိမှညှိတွားတယ်လက်မှတ်မိတန်းတယ်အဲ့ဒါပဲအဲ့တော့ Sunday ဆိုတာဝတ်ပြုကိုးကွယ်တဲ့ခါမှာမှုတော်ဆောင်နေဆိုတာနည်းနည်းလေးပဲလေအလုပ်ခွင်ကလူတွေလုပ်ငန်းခွင်ပေါင်းစုံမှာရှိတဲ့လူတွေစုဝေးကြတဲ့အခါမှာအဲ့ဒီလုပ်ခွင်မှာစီးပွားရေးသမားတွေကMonday to Friday တော့ကြိုက်တယ်လို့စီးပွားရှာ Sunday မှာတော့အလူငွေလေးတွေထည့်စဖို့တို့ထည့်ဖះကိုလက်ထိုးတာအဲ့လိုမဟုတ်အဲ့ဒါဆိုရင် Sunday နဲ့နောက်6ရက်နဲ့အကုန်ချိတ်သွားချိတ်နေရမှာအဲ့လိုချိတ်တဲ့ကိုယ်ဝတ်ပြုအများကြီးဆင်ရတော့ကျွန်တော်ကြည့်စဝါဘလို့ဖြစ်စတာပြီးတော့ကျွန်တော်တို့ဟောပြောချက်တွေရရောသူလုပ်ငန်းခွင်မှာတွေ့ကြုံရတဲ့ပြဿနာတွေရှုပ်ထွေးမှုတွေအစင်မပြေမှုတွေပါရွေးမှုတွေကိုဟောကျွန်တော်တရားဟောချက်တွေကတရားဟောတဲ့သူတယောက်နေနဲ့ဘယ်လောက်ထိနိုင်အဲ့ဒီတလားတော့ဒါမှ Sunday နဲ့ other 6 day อ่ะဟောပြီးချိတ်ဆက်သွားတော့အဲ့လိုမဟုတ်ရင်တော့ဘာတွေမှမသိပါဘူး Sunday ကတ Sunday ကျတော့ကောင်းကင် channel ရက်ကျတော့စာတန်ဖြစ်သွားတယ်စီဝိုင်းလုပ်တဲ့သူတွေကလည်းဒီတိုင်းပဲအရာရှိတွေလည်းဒီတိုင်းပဲကိုယ်လုပ်ငန်းထဲမှာအရာရှိဖြစ်ပြီဆိုရင်တော့အထက်လောက်ငယ်သားတွေအကြီးကျယ်ဖိနှိပ်ပြီးတော့မှဥဆောင်ဒါပေမဲ့ Sunday ကတော့သူ့တွေ့လိုက်ရင်တော့ကောင်းတဲ့တမန်လေးဘလောက်မကောင်းတယ်မတဲ့အကုန်လုံးကြည့်ရင်ကိုယ်ကိုယ်ဝတ်ပြုခြင်းဆိုတာအကုန်လုံးပဲကျွန်တော်တို့ဘဝရှင်သန်နေခြင်းကကိုယ်ကိုယ်ဝတ်ပြုနေခြင်းဖြစ်လူတွေစုပြီးချင်းဆိုမှကိုယ်ကိုယ်တာမဟုတ်ဘူးကိုယ့်ရဲ့ဖျားပေးထားတဲ့အရေးချင်းတွေနဲ့
ကိုပတ်ဝန်းကျင်ကောင်းစားဖို့အကောင်းဆုံးကိုယ့်ရဲ့အရေးချင်းတွေနဲ့အသုံးပြုနေခြင်းကလည်းဘုရားကိုကိုးကွယ်နေခြင်းပဲခုနယောမစနစ်တစ်ကယောမစနစ်တစ်လေးကိုဖတ်ကျွန်တော်ဒီကနေဖတ်ပြလိုက်တော့ဒီကနေတော့မတင်တော့ဖတ်တာပိုကောင်းတယ်နော်ဟုတ်တယ်မလားဒီကိုယ်တို့အသက်ရှင်ခြင်းလက္ခဏာတန်ရှင်းခြင်းလက္ခဏာဘုရားတော်မူဝေသောလက္ခဏာနဲ့ပြည့်စုံတို့ဒီပူဇော်ပြီးမိမိခန္ဓာကိုဘုရားသခင်အားဆက်အချင်းတည်းဟူသောသင်တို့ပြုအပ်သောဝိကိုပြုမိအကြောင်းဘုရားသခင်ပြုနာတော်ကိုတောက်ထား၍သင်တို့ကိုငါတတ်တော်နှိုးဆော်ပေ၏ဒီမှာတော့အသက်ရှင်ခြင်းလက္ခဏာ living sacrifice ပမာလိုကတော့ living sacrifice ဆိုတာအင်္ဂလိပ်ကျမ်းစာမှာအင်္ဂလိပ်စကားလုံးမှာ living sacrifice ဆိုတဲ့စကားလုံးကစက်ချပဲစကားလုံးနှစ်ခုကိုပေါင်းထားတာ sacrifice ဆိုတာသိရတာတရိษံတကောင်ကိုပူဇော်ပတ်တဲ့အခါမှာသိတယ်ဒါပေမဲ့တော့ကျတော့အသက်ရှင်ခြင်းရေးဆိုတော့ဘာကိုပြောတာ Monday to Friday ကျွန်တော်လောက်ဆောင်အသက်ရှင်ပုံလူတွေနဲ့ထိတွေ့ပုံအကုန်ဟာဒီတစ်ပတ်မှာဒီလိုဖြစ်ခဲ့တယ်သူကငါအရင်မောက်မှာဆက်ဆံခဲ့တယ်ဒါရီကောမဖျားရှိမှပြန်လဲကျိုးပဲချီမွားပြီးတော့မှဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်ပြန်လဲခွန်အားယူကောင်းလုံးပြန်ပြီးတွားမှာဖြစ်တယ်ဟဲ့ဒါကိုယ်ကဝတ်ပြည့်နောက်ပြန်ကျဲသွားတယ် scatter Monday Sunday ပြီးသွားပြီ Monday ရောက်ပြီဆိုရင်ပြန်ပြီးဒီလူတွေကလုံခွင့်နဲ့ပြန်ရွံသွားပြီနော်ဝင်သွားတဲ့အခါမှာဝတ်ပြုခြင်းဒီအမှုတော်နဲ့ဘုရားသခင်နှုတ်ကပတ်တော်အဖြစ်ပြောင်းလဲခံရတော်သူများကိုနော်ပြောင်းလဲလာတဲ့သူတွေကိုခရိယန်တွေကိုယုံကြည်သူတွေကိုမြို့ရွာအနှံ့သို့ကွဲပြားစေပြီးသူတို့ခေါ်ခြင်းခံရသောနေရာတိုင်းတွင်စားနဲ့အလင်းဖြစ်ရစေလွတ်လိုက်ခြင်းဖြစ်တယ်ကဲမင်းတို့ Sunday မှာဝတ်ပြုကိုးခွေထားတဲ့သူတွေကိုယ့်ရဲ့လုပ်ငန်းဝင်မှာလောကရဲ့စားလောကရဲ့အလင်းအဖြစ်အကောင်းဆုံးကိုယ့်ရဲ့မတူညီတဲ့အလုပ်ခွင်တိုင်းမှာအကောင်းဆုံးလုပ်ဆောင်ကြဖို့ဖြစ်သွားတယ်။ဒါကလည်းကိုယ်ကိုယ်ဝတ်ပြုတဲ့တစ်မျိုးပဲဖြစ်။ဒါကြောင့်ကိုယ်ကိုယ်ဝတ်ပြု Sunday ကျွန်တော်တို့ကိုယ်ကိုယ်ဝတ်ပြုတဲ့အခါမှာနှုတ်ကပတ်တော်အဖြစ်ချင်းချင်းကုံတော်ချီးမွမ်းခြင်းအဖြစ်ဆူတောင်းခြင်းအဖြစ်အလှူဝေဆဲပို့ဖို့အားလုံးအဖြစ်ကျွန်တော်တို့ကိုယ်ကိုယ်တယ်အဲ့မှာပြန်ပြီးတော့စိတ်ဝိညာဉ်နဲ့တက်ပါတယ်ပြန်ပြီးဖျားနဲ့ဆီရနဲ့ခွာနဲ့ပြန်ရလာတယ်အဲ့ဒါပြီးမှကိုယ့်ရဲ့နေပယ်ထဲကိုပြန်သွားရတယ်ပြန်သွားပြီးတော့မှစားနဲ့အလင်းဖြစ်ဖျားအတွက်ဆက်လက်အစီခံဒါကြောင့်တပည့်တော်တူသည်နေ့စဉ်လုပ်ငန်းခွင်တွင်ပုံစံအသစ်ဖြစ်ကိုးကွယ်ဖို့ဖြစ်တယ်စုဝေးခြင်းသည်စိတ်ချမှုခွင့်လွှတ်ခြင်းအသစ်ပြန်လဲပြုပြင်ခြင်းလက်ခံပြန်ကျဲခြင်းကလောကမှာအစီခံခြင်းဖြစ်တယ်ဘုရားကိုချစ်ကြောင်းပြဖို့ဖြစ်တယ်နော်အဲ့မှာနော်စုဝေးတယ်ဆိုတော့ Sunday ဒီကကိုယ်ကိုဝတ်ပြုကြတဲ့အချိန်ကတော့ဘာအချိန်လဲဘုရားရဲ့ရှေ့မှာခွင့်လွှတ်ခြင်းပြန်ရဖို့အသစ်ပြန်လဲဘုရားရဲ့ပြုပြင်မှုဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်ပြန်လဲစုဝေးမှုယုံကြည်သူချင်းချင်းမိသားစုအဖြစ်ကိုယ့်ရဲ့တက်တော်ပြန်လဲအားသစ်ပြန်လောင်းမှုအဲ့ဒါပြီးတော့မှဒီဟာတွေနဲ့မန်ဒီရောက်လာတဲ့အခါမှာကိုလုပ်ငန်းခွင်မှာအကောင်းဆုံးပြန်လဲတခြားသူတွေကိုအစီခံဖို့အတွက်ပြန်စီလွတ်လိုက်တာဖြစ်တယ်နှစ်ခုလုံး gathering scattering gathering ကတော့အားလုံးစုဝေးတယ်ပြီးတော့ရင်ပြန်ပြီး scatter လုပ်တယ်ဖះเจ้าလုံဖះเจ้าထဲမှာကြီးပဲနေတယ်သို့မဟုတ်ဖះเจ้าထဲမရောက်လုပ်ငန်းခွင်ကြီးတရားထဲမှာလည်းနေရင်တော့အဲ့ဘဝတနာစရာဖះကတော့ဖန်ဆင်းခဲ့တာဖះเจ้าကြီးမှာပဲနေဖို့မဟုတ်လုပ်ငန်းခွင်မှာကြီးပဲနေဖို့လည်းမဟုတ်တစ်ခုလုံးအဲကြောင့်ကျွန်တော်တို့ Sunday Fellowship ကဘလောက်ရေးကြီးလား Sunday Worship Sunday Work ဝတ်ပြုကိုးကွယ်အစီအစဉ်အတွက်ကျွန်တော်တို့ဘယ်လိုပြင်ဆင်သင့်လဲတချင်းတွေရွေးတာစာမုံပြင်ဆင်တာ teaching ဆိုရင်လည်းသင်ခန်းစာတွေပြင်ဆင်တာဝတ်ပြုကိုးကွယ်တဲ့ပုံစံတွေမိတ္တဟာယဖွဲ့တဲ့ပုံစံတွေဒါကြောင့်ကျွန်တော် Sunday မှာစားတော့ချင်းရတယ်ကောင်းတယ်ဟုတ်လားဒါပေမဲ့စားဖို့ပဲလာတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဘာပဲပြောစားတော့ဆိုလည်းရေးကြည့်ရအာရှပဲဖြစ်ဖြစ်အနောက်တိုင်းပဲဖြစ်ဖြစ်ကျွန်တော်တို့လူတွေမိတ္တဟာယမှာစားတော့ဟာတိတ်ရေးကြည့်သမင်းပဲဖြစ်ဖြစ်လက်ဖေးလေးပဲအတူတူကတောက်ရင်းအဖြစ်တော့လာဒါနဲ့ဖះကိုကိုးကွယ်ဝတ်ပြုတဲ့အချင်းချင်းပဲဒါဖွဲ့တယ်ဒါ
我真的没样。ကိုကိုဝတ်ပြုခြင်းအဖြစ်ဖခင်ရဲ့မျက်မှောက်တော်ခံစားရတယ်အချင်းချင်းမိတ္တာရအဖြစ်ဖခင်ရဲ့မေတ္တာဖခင်ရဲ့တူရှိဖို့ကျွန်တော်ခံစားအဲ့တော့ Sunday အတွက်ကျွန်တော်ဘယ်လိုဖြစ်စေဒီမှာအလုပ်ကြတဲ့အခါအလုပ်နဲ့ပတ်သက်လို့ဥပမာဒီဗစ်ဆိုပါတော့တော့တော့နောက်ဆုံးနေ့ dental တက္ကသိုလ်မှာသူနောက်ဆုံးနေ့စီပြီးပြီအဲ့ဒီချိန်မှာ2021ပြဿနာကြောင့်သူနားလိုက်ရအဲ့တော့သူတို့လိုလူတွေအတွက်ဝတ်ပြုကိုးကွယ်ခြင်းကဘယ်လိုအားတွေပေးစိန်ခေါ်မှုတွေအများကြီးပဲမြန်မာနိုင်ငံအခုလိုနေတဲ့ပို့လို့ကျွန်တော်ကိုးကွယ်တွေကတကယ်ကိုးကွယ်မှုအစီအစဉ်အကုန်လုံးစာပြုချမ်းစာဖတ်တာတချင်းဆိုတဲ့တချင်းတွေပြီးတော့မှကျွန်တော်တို့ချမ်းစာအပြန်လည်ဖတ်တာတသက်ခန္ဓာပါရင်လည်းတသက်ခန္ဓာကျွန်တော်တို့ Pentecostal တွေကျတော့တသက်ခန္ဓာအရင်ဦးစားပေးတော့တသက်ခန္ဓာရဲ့ချိန်ကကျွန်တော်အပြင်းဆုံးချိန်ဖြစ်သွားတယ်ကျွန်တော်အသင်းတော်တစ်ပါးမှာမှုတော့ဆောင်ခဲ့တော့အသင်းတော်တော့မပြောတော့တသက်ခန္ဓာရဲ့ချိန်ဆို open ဖွင့်လိုက်တယ်တသက်ခန္ဓာနဲ့ရှောက်တော့နေ15မိနစ်လောက်ရှိဟောအဲ့ဒါလည်းပြေးရမှာလုပ်ငန်းတပတ်လုံးလုပ်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာလည်းပန်းပြီးတော့မှနေတဲ့အချိန်ကဘာပြတ်တွေးလိုက်တော့တွားရောပဲဘာလို့ပြီးရောပဲလားသိပဲမရှိအဲ့တော့ကိုပေါ်ဝတ်အစီအစဉ်အကုန်လုံးတရားဟောတာ Bible study ရှေ့ Bible study ပြီးတော့မှ fellowship lunch fellowship ဖြစ်အကုန်လုံးကခင်မှာပြန်မနော်နေအရာကိုမရဖျားရှိမှပြန်လဲခွာပြီးတော့မှကျွန်တော်ပြန်နေရပါဟုတ်တယ်တတိုင်းတော်တွင်းမှာနေတော့ရက်တရက်ဟာရှင်မာနေတဲ့ရက်တစ်ထောင်လို့ပြောတယ်တတိုင်းတော်လို့ပြောရင်အဲ့ဒါကိုတိတ်ပြဖွင့်တတိုင်းတော်ဆိုတာတိတ်ကိုပဲပြောတာလားအခုခေတ်ဆိုခရိယံဘုရားเจ้าကိုပြောတာလုပ်ငန်းဝင်လဲဘုရားမျက်မှောက်တော်ခံစားနိုင်တာအဓိကတော့ဘုရားမျက်မှောက်ဘုရားတူပါရှိခြင်းအလုတ်ခွင်မှာလဲဘုရားရှိနိုင်တယ်အဲ့တော့ဆက်ကြည့်ရအောင်နော်အဲ့တော့ကျွန်တော်ဝတ်ပြုစုဝေးတဲ့အချိန် gathering ချိန်မှာကျွန်တော်ဘာလုပ်ကြဘုရားရဲ့မျက်မှောက်တော်မှာဝေမျှဖို့လုပ်ငန်းခွင်အတွေ့အကြုံတွေ story တွေတည်လာဖို့ဘာပဲကိုအတွေ့အကြုံတွေပြီးတော့မှကျေးဇူးတော်ချီးမွမ်းစရာရှိရင်လည်းဒါမှမဟုတ်အဖြစ်ဝင်ချစရာရှိရင်ပြီးတော့စိတ်ထဲမှာခြေကွဲစရာတွေရှိရင်ဘုရားရှိမှာငိုကြွေးမြည်တမ်းစရာရှိရင်ဘုရားရှိကိုခွေရမယ့်အချိန်မှာ Monday ကနေ Friday ဒီအကုန်မေးပြီးတော့မှအဲ့ဒီချမှာဆိုတော်တော်ဆိုးတဲ့ဟာတိတ်ပဲမရှိတဲ့ဟာအဲ့လိုမဟုတ်အဲ့တော့ဝတ်ပြုကိုးကွယ်ခြင်းဟာဖះနဲ့အလုတ်လုပ်တဲ့သူတွေအလုတ်နဲ့ယုံကြည်ခြင်းဝတ်ပြုတဲ့နေရာနဲ့လုပ်ငန်းခွင်ကြားထဲမှာရိုးရှင်းတဲ့ဆက်နွယ်မှုကိုပြုစုပြောထောင်ပဲဖြစ်တာဒါကြောင့် Sunday worship ဆိုတာကအလုတ်နဲ့အလုတ်လုပ်တာနဲ့ယုံကြည်ခြင်းဝတ်ပြုကိုးကွယ်ခြင်းနဲ့အလုတ်ခွင်ဒါတွေအကုန်လုံးကိုချိတ်ဆက်ပေးတဲ့နေရာဖြစ်တယ် Sunday ဝတ်ပြုခြင်းပြီးတော့ဒီမှာခုနပထမပြောသွားသလို Monday ကနေ Friday အလုပ်ခွင်ထဲမှာကျွန်တော်တို့က Shiprohim ဖြစ်တယ်ဆိုတာသိရင်အဲ့ဒါလေးကိုဆက်စင်းသားရဲ့လုပ်ငန်းခွင်မှာရှိတဲ့ယုံကြည်သူတို့ကကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့တောင်းခံချက်လိုအပ်ချက်တွေကိုဖျားစီမှာပုံမှန်ဆူတောင်းဖို့လိုတယ်ယုံကြည်သူတွေဟာ Shiprohim ဖြစ်တယ်အလုပ်သမားအလုပ်လုပ်တဲ့သူအားလုံးဟာ Shiprohim ကြားထဲမှာ Shiprohim လိုပဲဂျားဖြန်ဆူတောင်းပေးတဲ့သူဒါတွေလက်တွေ့ကျင့်သုံးဖို့ဖြစ်တယ်ကဲဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီဥပမာလေးကိုကြည့်အောင် case study ဒါတော့စာအုပ်တုပ်ထည့်ရတာပေါ့နော်ကျွန်တော်ဒီလိုပြောပြတာအထက်စာလေးဖတ်နော်ဒီလီယာလို့ခေါ်တဲ့အမျိုးသမီးနဲ့ဒန်နီယယ်လို့ခေါ်တဲ့ဒန်ယေလလို့ခေါ်တဲ့အမျိုးသား
တို့ကလင်မယား2 ယောက်ဖြစ်တယ်နော်တို့ကအိမ်အောင်တက်တန်း10 နှစ်လောက်ရှိပြီတို့မှာ9 နှစ်အရွယ်နဲ့3 နှစ်အရွယ်ကလေး2 ယောက်ကိုပြုစုပြောထောင်နေရတယ်ဒါပေမဲ့တစ်ဖက်ကနေလည်းတို့ဝမ်းရေးအတွက်တို့ဝမ်းစာအတွက်အလုပ်ကိုစီရှိတယ်အမျိုးသမီးဖြစ်တဲ့ဒေလီယာကတော့ဆေးရုံမှာသူနာပြု1 ယောက်ဖြစ်တယ်ပြီးညဆိုင်နေ့ဆိုင်ဒီလိုလှုပ်နေရဒီတစ်ဖက်ကညဆိုင်ဆိုရင်နောက်တစ်ဖက်ကနေ့ဆိုင်သူလှုပ်နေရတယ်ဒါပေမဲ့ဒန်နီယာကတော့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာရှိတဲ့အင်ဂျင်နီယာ1 ယောက်ဖြစ်တယ်အဲ့တော့လုပ်ငန်းခွင်ဒီက construction site တွေပေါ့နော်လုပ်ငန်းခွင်မှာအလုပ်သမားတွေကိုကြီးကြပ်ဥဆောင်နေရတဲ့သူဖြစ်တယ်ဒါတကယ်ဖြစ်ရနော်တကယ်ဖြစ်ရဒါပေမဲ့အဲ့ case လေးကိုယူပြီးတော့မှကျွန်တော်စဉ်းစားရမှာနော်လင်မယား2 ယောက်ဘူးတော့လည်းမဟုတ်ဘူး1 ယောက်က nurse 1 ယောက်က engineer သားသမီးကလေး2 ယောက်ရှိတယ်9 နှစ်3 နှစ်ဒါပေမဲ့သူ့ရဲ့အဖွားရှိတော့သူတို့2 ယောက်လုံးအလုပ်အဲဆို nurse တွေကျတော့ night shift day shift တွေရှိတာ哦 night shift ကြတဲ့အချိန်တွေဆိုရင်နေခင်းမှာနေခင်းကသူ့ယောက်ျားနေခင်း day shift ဖြစ်တယ်မိန်းမ night shift ဖြစ်ရင်တော့ကလေးတွေဘယ်သူစောက်ရှောက်တော့မလဲသူ့ဖွားစောက်ပေးလို့မဟုတ်ဘူးအဲ့ရှိအဆက်ချအောင်မိဘတာဝန်အိမ်ပေါ်ဖက်တာဝန်နေနဲ့ဟန်တော်တော်ထိန်းချောင်းရတာဆိုတော့သူဒီသားစုတွေတော်တော်မလွယ်ဘူးအဲ့တော့ရတဲ့နေထားရှိတယ်အဲ့ဒီမှာတွေ့ကြတဲ့မှာရုပ်သမီးဖြစ်တဲ့ဒေလီယာကနီလန်သစ်လေးစကျင့်သုံးတယ်သူကဘာလဲဆိုတော့တနေ့တာကြုံတွေ့ခဲ့တဲ့အခက်ခဲတွေရုန်းကန်မှုတွေကိုဆူတောင်းချက်နေနဲ့အဲ့ဒီပေါ်မှာသူကဖျားစီဆူတောင်းချက်နေနဲ့ဒီလိုရုန်းကန်ရတယ်ဆိုမှဖျားရှိမှညီပွားဆူတောင်းတဲ့အတန်တွေကိုဆူတောင်းချက်လေးကိုသူစာရွက်နဲ့သူရေးပြီးတော့မှသူအိတ်ထဲကိုထည့်ထားတယ်သူသွားတဲ့နေရာတိုင်းကိုအဲ့ဒါလေးယူသွားတယ်အဲ့ဒီစာလေးနဲ့ပဲသူအလှုပ်လှုပ်တယ်အဲ့ဒီဆူတောင်းချက်လေးတဲ့ဖျားပေါ်တော့ရုပ်ပြီးအောင်ဒါပေမဲ့အဲ့ဒီစာကိုသူအလုပ်ငန်းခွင်ထဲမှာလူနာတွေကြားထဲမှာလူနာတွေစုတဲ့အခါအဲ့ဒီစာလေးနဲ့ဖျားတော့သူတပြီးတော့မှသူလှုပ်တတ်တယ်မဖတ်ပြရင်တော့မှအဲ့ဒါလေးရှိနေရင်သူအဆင်ပြေတယ်လို့သူခံစားရတယ်ပြီးတော့မှအဲ့ဒီအလေးချင်းအားဖြင့်သူ့ရဲ့လက်အောက်မှာရှိတဲ့သူနာပုတွေကိုလည်းစိတ်ရှိသူနာတွေကိုလည်းကျင်နာတော့ခွန်အားပေးတတ်ဖို့အဲ့တော့ဟုတ်မယ်ဆိုရင်သူ့အတွက်ကဆေးရုံကအသင်းတော်တစ်ခုဖြစ်လာသူ့ရဲ့ ministry တစ်ခုဖြစ်သွားတယ်အသင်းတော်ကသူ့ရဲ့စေခံကြီးတစ်ခုဖြစ်လာပြီးတော့ तू ကတော့အဲ့ဒီလိုတွေအတွက်ကိုဆူတောင်းပေးတဲ့အတွက်ကြောင့် तू က profit တယောက်လို့ဖြစ်လာဒါလေးတစ်ခုဒါဒေးလီယာဒါပေမဲ့ဒန်နီယယ်လာပေါ့နော်စောက်ရေးစာမန်အလုတ်ခွင်ဖြစ်ပေမဲ့ဒါဟာဖះအတွက်အကောင်းဆုံးမှုတော်ဆောင်မဲ့နေရာလို့ तू မြင်လာဘာလို့လဲဆိုတော့စောက်ဦးတွေခိုင်ခန့်ဖို့တော့မကောက်ဘူးလုပ်ငန်းခွင်ကအလုပ်သမားစိတ်သက်အားကောင်းဖို့ရအတွက်အမြဲတမ်း तू ဆူတောင်းပေးတတ်လာအထူးသဖြင့်အလုပ်ဆောပြီးတော့သူရောက်လုပ်ငန်းခွင်အတွက်တောင်းပေးတတ်လာအဲ့တော့တဖြည်းဖြည်းနဲ့သူလည်းခါလဲရောဟိတ်တယောက်လိုပဲပြီးတော့မှစနေရောက်တဲ့ခါကျမှလင်မယားနဲ့တစ်ပတ်လုံးရုန်းကန်ခဲ့တဲ့တနင်္ဂနွေနေ့ဝတ်ပြုခြင်းမှာသူတို့အနားယူရတဲ့နေ့ဖြစ်လာတစ်ပတ်တာလုံးကြွကြုံခဲ့ရတဲ့ပြဿနာတွေမိသားစုနဲ့ပြဿတဲ့အဆင်မပြေမှုတွေဝမ်းနည်းမှုတွေနာဆိုရင်လည်းသူ့ရဲ့လူနာတွေအသက်ဆုံးရှုံးတာတွေဝမ်းနည်းမှုတွေဒါတွေအားလုံး Sunday ဘုရားရှိခိုးသူကိုကြွေးပြီးတော့မှသူတို့ညီတန်းကြတယ်အဲ့ဒီချိန်မှာပဲသူတို့စိတ်နှလုံးသားထဲမှာအဲ့လိုဝတ်ပြုကိုးကွယ်တဲ့ခါကြမှာစိတ်နှလုံးသားထဲမှာဘုရားကတာဓုစာရှိတော်မိသားစုဆိုတဲ့အတန်ကိုသူတို့နားထဲမှာကြားတယ်လို့သူတို့မိုက်တယ်နော်မိုက်လားဘလောက်မိုက်တာဘလောက်မိုက်လဲမဟုတ်အလုပ်ကျောင်းသားတွေတော့မပြောနဲ့တော့တကယ်အလုပ်မှာလုပ်တဲ့သူတွေအတွက်မိုက်လားအဲ့ဒါကျတော့ကျွန်တော်ဘုရားဆောင်တွေစိန်ခေါ်မှုပဲကျွန်တော် Sunday ဝတ်ပြုစီစဉ်တာတို့လူတွေအတွက်ကျွန်တော်ဘယ်လိုလုပ်ပေးကျွန်တော် GCY အတွက်လည်းစိန်ခေါ်မှုဘယ်လိုလုပ်မလဲလောက်ချ
อ๋ออ๋อโอเคဒါလည်းစဉ်းစားကြရအောင်အော်အဲ့ဒါတော့ကျွန်တော်အသင်းတော်အများကြီးစဉ်းစားရမယ်မှန်တယ်ပြီးတော့တက်တည်ခံတဲ့သူတွေကလည်းအချိန်15မိနစ်20ယူလိုက်တာလေဒါနည်းနည်းတော့လွန်ဒါပေမဲ့အဲ့ဒီကိုလုပ်ငန်းခွင်မှာရုံရတဲ့အရာတွေအတွက်သူတို့ငိုကြွေးရပဲအချိန် public ဆူတောင်းတဲ့အချိန်ဖျားရှိမှာ confession ဝချတောင်းပန်တဲ့အချိန်ကျွန်တော်တင်တော်တွေမှာ confession ကျွန်တော်ပါလေကောတင်တော်တွေသိမရှိ confession ဆိုတာသိရေးကြည့်ရတယ်ကိုတစ်ပတ်လုံးမှာဖျားဆိုတာလဲဂရုမစိုက်ကိုရှိခဲ့တဲ့ဟာဒီအရာအားလုံးအတွက်ပြီးတော့ဖျားရတရှင်းမြင့်မြတ်တဲ့အဲ့ဒီဖျားရှိရောက်ရင်မဘလောက်မှတ်နေပါစေအကုန်လုံးကကိုဘဝကိုဘဝကအကျိုးနေပြီဆိုပြီးမှအမင်္ဂလာရှိပြီလို့ခံရတာပဲဖျားရဲ့တရှင်းရဲ့အဲ့ဒါကြောင့်ဖျားရဲ့ရှိမှာအဲ့ဒီလို confession ကတော့ကျွန်တော်အများကြီးတော့လို့အဲ့ဒီလိုဒါပေမဲ့ဘယ်လိုပုံစံလုပ်လဲဆိုတာကတော့ပုံစံတွေကတော့အများကြီးကွာမှာမဟုတ်လားတယောက်နဲ့တယောက်တွေ့ချင်မှဒါပေမဲ့ confession ကကျွန်တော်တို့ကဏ္ဍက public worship မှာဒါတိတ်အရေးကြီးတယ်ဒါပေမဲ့ခုနလိုလူတွေအများကြီးဆွေးနွေးရမှာဒါတင်းစရာအဲ့ဒီလို Amos လိုမျိုးအတွက်လည်းဒါနားလည်ပြီးဟုတ်တယ်ဒါလည်းသူများတွေအတွက် Amos တယောက်တည်းမဟုတ်တခြားလူတွေအတွက်ပါအဲ့လိုနောက်ကဲဟုတ်ပြီသူတို့တက်တည်ခံတဲ့သူတွေလည်းမမောင်းဘူးခံစားအဲ့တော့ငါတို့အားလုံးအတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်ဝတ်ပြုအစီအစဉ်ကိုဘယ်လိုပြင်ဆင်ကြသူတို့အတွက်ဘယ်လောက်ချိန်ပေးမလဲဒါပေမဲ့အဓိကအရေးကြီးဆုံးတော့တင်းဦးဆရာပေါ့တင်းဦးဆရာကတော့ဒီလူတွေနဲ့ဖျားရှိခိုးပြီးသွားတဲ့အချိန်မှာလဲ counseling ပဲဖြစ်ဖြစ်ဂျားရက်တွေမှာပဲဖြစ်ဖြစ် counseling ပဲဖြစ်ဖြစ်ဒါရတော့အမြင်သွားနေရမှာချိန်သေးပါအဲ့တော့တစ်ဖက်က Daniel နဲ့ Lydia သူတို့ရဲ့တယောက်ကတော့ဆေးရုံမှာ nurse နောက်တယောက်ကတော့စောက်လုပ်ရေးမှာ engineer တယောက်လုပ်ငန်းဝင်ရလဲသူတို့ရဲ့ average သူတို့ရဲ့အမှုတော်မြတ်ဖြစ်သွားတယ်သူတို့က your pro hate လို့သူတို့လုပ်ငန်းဝင်မှာလုပ်နေတာဖះအတွက်အမှုတော်ဆောင်ပုံစံမျိုးအဲ့ဒီလိုပုံစံမျိုးနဲ့မြန်မာနိုင်ငံခရီးရန်တွေခုနအော်စကာရိုဘာရိုပြောသလိုပဲဒါအမတန်စတဲ့နေ့လေးတွေဖြစ်သွားမှာပဲအဲ့ဒီနေရာနော်အားလုံးဟာကိုယ့်ရဲ့အသက်မွေးကြောင်းလုပ်ဖះအတွက်ရေဘရောဟင်တယောက်လို့ကျွန်တော်လုပ်ပေးရမယ့်တာဝန်ဆိုတာသိတဲ့နေ့ကအလင်းပွင့်သွားတဲ့နေ့ပဲဖြစ်မယ်လှဆုံးနေ့ပဲနော်ဒါမှပဲတန်ထယ်လုပ်တဲ့အလုပ်ကျန်းသမားပဲဖြစ်ဖြစ်ခွဲစိတ်ဆရာဝန်ပဲဖြစ်ဖြစ်ဈေးတယ်ပဲဖြစ်ဖြစ်အားလုံးဟာသူ့လုပ်ငန်းခွင်မှာရေဘရောဟင်အနေနဲ့သူလုပ်နေတာဖြစ်ဘာလို့ဩโอเคโอเคပြီးပါပြီနောက်ဆုံးပါဒီမှာချိန်နဲ့ပြည့်တော့အဲ့တော့ကျွန်တော်တို့ scattering gathering နော်ဒီမှာဖျားရှိမှာအလုပ်လုပ်တဲ့သူတို့ဟာပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့တင်ပြပြီးဝတ်ပြုတာဟာကိုယ်အလုပ်ကင်ချောင်းကိုနားလေသဘောပေါက်တဲ့ဝတ်ပြုမှုဖြစ်တယ်ဒါဖျားအတွက်အချိန်လေးရာဖန်တီးပေးုံသားမကဘဝတစ်ခုလုံးအလုပ်တစ်ခုလုံးကိုဖျားသခင်နှစ်သက်တဲ့တန်ရှင်းတဲ့ချီးမွမ်းခြင်းပူဇော်တကားဖြစ်ပေးရဖို့အတွက်လှုပ်ဆောင်တဲ့အရာတွေဖြစ်တယ်ဒါပဲကျွန်တော်အလုပ်ဟာလည်းလုပ်ငန်းခွင်ရလည်းကိုယ့်ရဲ့အမှုတော်မြတ်တစ်ခုအမှုတော်မြတ်ပါဝင်တဲ့ကဏ္ဍနေရာတစ်ခုဖြစ်တယ်ဆိုတော့သိလားအဲ့တော့ကျွန်တော်အနေနဲ့နောက်ဆုံးဒီကုန်းချုပ်ပြောရရင်တော့ဒီကုန်းချုပ်ဒါဘယ်လိုဖာတော့ပါမတင်တော့အရင်များပါမယ်ကျွန်တော်ဒီကုန်းချုပ်ရင်တော့ကျွန်တော်ဒီတွန်သင်ချက်အခုအလုပ်နဲ့ပတ်သက်တဲ့အလောက်ကံဖျားရှိမှရေးကြည့်တယ်ဆိုတော့ယုံကြည်ခြင်းနဲ့အလောက်ကံဆက်ဆက်မှုတွေကကျွန်တော်မြန်မာနိုင်ငံမှာတော်တော်လေးကိုမှုအနေနဲ့တိုင်းနေဖြစ်ခုနကကျွန်တော်ပြောသလိုငယ်ငယ်လေးတွေခရင်မိသားစုကြီးလာတဲ့အသင်းတော်မှာကြီးလာတယ်ဒါပေမဲ့အလုပ်တွေနဲ့ပတ်သက်လို့တွန်တင်မှုတွေကကောင်းကောင်းမရှိခဲ့
ကျွန်တော်ဖះကိုချစ်ဖို့ဖះအတွက်အကောင်းဆုံးပါဝင်ဖို့ဆူတောင်းဖို့ကျမ်းစာဖတ်ဖို့အချင်းစရိတ်တာနဲ့ကောင်းအောင်အသက်ရှင်ဖို့ဝိညာဉ်ရေးမှာအားကြီးဖို့ဒီလောက်တွေပဲရှိတယ်ဒါပေမဲ့အလောက်ကံဘယ်လောက်ရေးကြီးလဲကျွန်တော်သိနိုင်ကျွန်တော် world view ကျွန်တော် world view မှာဒီ world view တွေရှိမှကျွန်တော်လူအတိုင်းဝိုင်းအကောင်းဆုံးတည်ထောင်နိုင်လူအတိုင်းဝိုင်းတည်ထောင်ဖို့ရအလောက်ကံကအရေးကြီးဆုံးတစ်ခုဖြစ်တယ်မြန်မာနိုင်ငံမှာဒါကြီးရှိလာရင်တော့ကျွန်တော်ခရီးရန်တယောက်ဖြစ်တယ်စီးပွားရေးသမားတယောက်ဖြစ်တယ်အမြတ်ကြီးစားစီးပွားရေးတယောက်ဖြစ်နိုင်မှာမဟုတ်တော့ခရီးရန်အရာရှိတယောက်ဖြစ်တယ်အကျင့်ပြတ်ချစားနေတာမဖြစ်နိုင်ဒါပေမဲ့အခုလို Sunday နဲ့တခြားရက်တွေကိုကတ်သက်လိုက်ရင်အမေအလောက်ကခဏလေးဖယ်လိုက်တော့ဆိုရင်တော့ကျင်းသေးတယ် Sunday မှာတော့တကယ်လှပတဲ့ဖျားသားလေးကျန်တဲ့ရက်တွေမှာတော့စာတန်သားလေးဖြစ်နေမှာကျင်းသေးတာငဲ့လိုပဲပြောစာတန်ရဲ့ချစ်စရာသားလေးသမီးလေးဖြစ်တော့မှာပဲဟဲ့any ဒါပဲဆိုတော့လေပြမောပါပြီနားမယ်တော်ပြီလုံလောက် comment question နောက်ခုမတိကျရပါလေ comment ဟိုနည်းနည်းကိုအမြင်လေးတွေပြောပြတဲ့ဟာဒါမေးစရာရှိမလား